အားလုံးပဲမင်္ဂလာပါခင်ဗျာဒုက္ခ YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့နွားချောင်းသားပဲဖြစ်ပါတယ်ယခုတစ်ခါကျွန်တော်တင်ဆက်ပေးမှာကတော့ကာတွန်းစာရေးဆရာကြီးဆရာဆွေမင်းတနုဖြူရေးသားထားတဲ့မြိုင်အားစာတို့ပြီးကျွန်ုပ်နဲ့ဝက်ချံဘဟုတုတရှားပုံတော်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ခင်ဗျာအခန်းဒီဘိုက်ကလေးဒုက္ခတနေ့တနိုင်နာနယ်ခင်းဝဲကျွန်ုပ်အိမ်ရှိကပြင်းဝဲမျက်နာထွက်သိစဉ်ဘိုက်ကလေးကိုချမ်းထောင်ဆင်းအိုးဘေးတွင်မှန်တချနဲ့အလုံများနေကြောင်းတွေ့ရ၏ကျွန်ုပ်မျက်နာသိပြီးတော့လဲသူ့အလုတ်ကမပြီးသေးကျွန်ုပ်လည်းစိတ်ဝင်စားလာသဖြင့်အလိုဘိုက်ကလေးမနဲ့စောစောစီစီဘက်နာမှန်ကတိုင်းရှုနေရတာလေမှန်ထဲမှာရဲအောင်ကြော်သူမျက်နာတွေမြင်နေရလို့လားယူဆူကန်တရုတ်ဆောင်တဲ့မင်းသားရုပ်ကပြီးပြမှာပြီအမလီသူ့မျက်နှာမှာဝက်ချံပေါက်လို့တယ်တော့တကယ်တည်းလူပြိုပဲဝက်ချံပေါက်တော့ဘာဖြစ်လဲဟာဝက်ချံပေါက်လို့ညစ်နေတာကိုစောစောထသွားတိုက်မျက်နှာသစ်ဝက်ချံညစ်ပေါ့ကွာစောင်းပုတ်လေးပေါ့ဟာတော်ကြစမ်းပါဗျာဝက်ချံတွေခုတလို့ထထလာလို့စိတ်ညစ်ရတဲ့ကြားထဲမှာအဲ့ဒါမိမမရှိလို့ဝက်ချံထူတာကွာမိမရှားယူမိမကလည်းဝက်ချံရှိလို့မကြည့်တာပေါ့ဗျပြောနေရပါလားဝက်ချံကြောင်ပြောပြလို့ရတာပေါ့ကွာဟာအဲ့ဒါနနတ်သီလားလူလားဟင်စွန်းတော်ပြုတ်ဘိုက်ကလေးဤဝက်ချံညစ်လုပ်ငန်းစဉ်ကနန်းနဲ့စွန့်ခံကြွချိန်ကြမှပြီးရောဟူ၏ဘိုက်ကလေးရေဒါဖြင့်လဲဝက်ချံပြောက်စီရှာပါလားကွာကျွန်တော်လေအဲ့ဒါပဲစဉ်းစားနေတာဆရာတို့စီးစီယာကြီးဥအေယာချမ်းစီမှာသွားမိကြည့်ဦးမယ်ဟဲ့ဘိုက်ကလေးဟိုကယောဂကုတာနင်ကဝက်ချံမဲဟာဘာဆိုင်လို့လဲဟာဝက်ချံလေယောဂတစ်မျိုးပေါ့မမမြင်ရဲ့မိမလိုချင်တဲ့ယောဂပေါ့မြင်အားဘိုက်ကလေးလေကျွန်ုပ်တို့ကိုနှုတ်လန့်မထိုးတော့ပဲရွာလေလမ်းမသို့သာထွက်ခွာသွားတော့သည်တကားအခန်းနေဝက်ချံပြောက်စီအောက်ပါအကြောင်းအရာများသည်ဘိုက်ကလေးပြန်ပြောပြ၍ကျွန်ုပ်သိရခြင်းပင်ဆရာကြီးအလိုဘိုက်ကလေးဘာကိထူထူခြားခြားဘာအကြောင်းကိစ္စများပေါ်လာပြန်တော့ဟိုတခါကလိုခွေးကလေးရန်ဖို့စေကူးသားဖို့လိုဟာမျိုးဆိုရင်တော့မလိုက်နိုင်ဘူးနော်ဘိုက်ကလေးစေဆရာကြီးဥအေယာချမ်းမှာတခါကသူ့ကိုဘိုက်ကလေးလာပင်သွားသည်မှာလူကူဖို့မဟုတ်ခွေးကူဖို့ဖြစ်နေကြောင်းသိရ၍ဒေါကန်ချင်းကိုအမှတ်ရပြီးခနဲ့ဤတထေးဖြစ်တော်မူဇွန်လ1999တွင်ရှုပါအိုးမဟုတ်ပါဘူးဆရာကြီးရေကျွန်တော်ဝက်ချံထူးနေလို့အဲ့ဒါဝက်ချံပြောက်စီးလေးပါလိရှိရင်အိုးဒါဆိုထိုင်မှာမှန်းအလိုလဲထူတဲ့ဝက်ချံတွေပါလားထူလိုက်သမားနနသီးကိုစက်တနတ်မှန်ထားတဲ့အတိုင်းပါလားဟိုစေဆရာကြီးဥအေယာချမ်းကဘွယ်ကြီးပြောချလေဟာဘိုက်ကလေးမျက်နာကရှုံးမဲ့ပိန်ခွက်လျက်သာရှိတော်သည်တကားဒါမျိုးပေါ့မှန်တာပြောနားတယ်ဆိုတာသူပြောကမှကျိုးဆွဲချသေးခြင်းစိတ်ပေါက်လာပြီအေးဆရာကြီးစီမှာတော့စေးကုန်နေတယ်ဖော်ခြင်းရင်တော့ကိုပိုက်ကလေးကုံချမ်းထွက်ရှာပေးရမယ်ဘယ်နဲ့လဲဟာဝက်ချံသာပျောက်မယ်ဆိုလို့ကတော့ရှာပါမယ်ဗျာအရေးကြီးလို့ပါအေးဝက်ချံပျောက်ဖို့ကဒီလောက်တောင်အရေးကြီးအောင်မောင်ကမင်္ဂလာဆောင်တော့မလို့လားဒါမှမဟုတ်ဗီဒီယိုမင်းသားရှောက်ထားလို့လားမင်္ဂလာဆောင်ဖို့ကအာချင်းလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ဝက်ချံပျောက်တာနဲ့ရီးစားရှာတော့မလို့ဗျ။အော်တယ်လေဝရိယကြီးပြီတာကိုပါရမီပေါ့ဆရာကြီးရဲ့။အေးကုံချမ်းကိုကိုပိုက်ကလေးရှာခိုင်းရတာကလည်းမောင်ရင်တို့အလုံးနဲ့ဆက်ဆက်နေလို့ပေါ့ကွယ်ဆက်ဆက်နေလို့ပါ။ဘာလို့ပါလိညနေခင်းအပြိုတွေရှိဟန်ရင်ပြတဲ့အလုပ်ပဲလား။ကိုတာဝေကြီးလာပြီဟေး။ပြောကုန်ပြီဆရာကိုဆွေမင်းတနုဖြူကျွန်တော်ကိုဖက်ရှင်သစ်ဆင်းပေးဦး။အဝိထဲလူကပိုရေးကြီးပါတယ်ကွာ။မောင်ရင်ကမုတ်ဆိုးဆိုတော့ဝက်ချံပြောက်တဲ့ဈေးကလည်းတိုးထဲမှာရှားမှာမြင်အောင်သေးတယ်မြစ်စုတကနတ်ပန်းလာဆရာကြီးရှာမယ်ဈေးနီးပေးမဲ့ဟာတောင်မေ့သွားတယ်ကွယ်ကြီးကျယ်လို့မဟုတ်ပါဘူးကွာပြားရီနဲ့တောဝက်စီရောစာလိမ့်ရင်မနေအမြန်တင့်ဝက်ချံအမြန်ပြောက်ရမည်ဒီဘွေကဆေးကြော်ညာကြနေတာပဲပြားရီနဲ့တောဝက်စီဖော်ဆက်ထုတ်လုပ်ထားတဲ့အေယာချံဝက်ချံပြောက်ဆေးကြီးကိုနာမည်ကြီးလွန်းလို့လိမ့်ကြည့်လိုက်တော့အရန်ကိုပြောက်တာပါပဲရှင်အသက်ဟာဒါလေးမြနက်ဖြန်ကပြားရီနဲ့တောဝက်တကောင်ရအောင်ကျွန်တော်ယူလာခဲ့မယ်ပြန်ပြီဖြိုးအခုတောဝက်ဖမ်းမယ်ဟဲ့မြန်လိုက်တာစေးဖို့တောင်မေ့သွားပါလားဖြိုးကိုပိုက်ကလေးဝက်ချံပြောက်ဖို့ရေးတောထဲဝင်ပြီးတောဝက်နဲ့ပြားရီမနှိရှာမလို့ဟာဘယ်နာနောက်ကဆက်ဆောင်ဆွဲတယ်လို့တကြောအော်ခေါ်နေပါလေဘယ်သူများလဲကိုပိုက်ကလေးနေပါအောင်ဗျလှည့်ကြည့်လိုက်တော့လွန်စွာမှအရေးတကြီးဟန်ဖြင့်အမော်တကောပြေးလိုက်လာသူကဟောဟဲလူပြိုကြီးစော့တဲ့မောင်ဒီ
ဖက်နာရေးကြည့်လာတာလေကိုစောကြီးဟိုစေးစရာကြီးဥအေရာချမ်းအိမ်မှာဝက်ချံပြောက်ဖို့အရေးကိုပိုက်ကလေးဆွေးနွေးနေတာကြားမိလို့ပါဗျာအဲ့ဒါဘာဖြစ်တယ်လဲဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်မျက်နှာသာရှုလက်ပါတော့ဗျာလကဘာပါပဲလားကိုစောတင်မောင်ငါကလကဘာဆိုသူကခင်းပြီးတလကြာကတ်တရလန်လကဘာကအရှုံးပေးရပါတယ်ကွယ်ဒါတောင်တလပဲရှိသေးတယ်အဲ့ဒါစီလီရရင်ကျွန်တော်ကိုလည်းမျှပါဗျာဝက်ချံမပြောက်ရင်နောက်မလာနဲ့လို့မက်ကလက်တဲ့စိန်ကအမိန့်ထုတ်ထားလို့ပါမျက်နှာဖုံးဆွရမလို့ပါလားကိုစောတင်မောင်မျက်နှာဖုံးပုံကချောတယ်အမြဲတမ်းမျက်နှာဖုံးမယ်ဆွတ်ထားပါလားကိုစောတင်မောင်စိတ်ကူးရင်လို့ရတာပေါ့ရက်ဆက်ပါပြီမက်ကလက်တဲ့စိန်ရင်းတို့ရေးရသည်မှာကိုစောတင်မောင်ကိုအာနာလာတော့လေအဖြစ်မှန်ကိုမချိုးမချံတင်ပြလိုရတော့ကျွန်ုပ်စိတ်ဓာတ်ကိုထိုနာခြင်းကမလွတ်နိုင်ရှာခွန်လွတ်ပါကိုစောဒီလိုတော့ဘယ်ရမလဲကိုစောကြီးကျွန်တော်ကကုံချမ်းကိုရိုးမာတော့တဲ့ဝင်ပြီးတက်ဆွန်ဆန်းပြရှားရမှာဗျကြားနဲ့တွေ့ရင်ရင်ဆိုင်စင်နဲ့တွေ့ရင်ဖင်ထိုင်းရှင်ပြိုင်ဝက်ဝင်နဲ့တွေ့တော့ကျင်ကင်ပြီးတော့ဟိုက်အညွန်များနေပြီမြန်ဖြတ်မှရပါပြီကိုပိုက်ကလေးရဲ့ဝက်ချံပြောက်စီကုံချမ်းရှာရတာအင်မတန်အန်ရကြီးမှကျွန်တော်သိပါတယ်မပြောပါနဲ့တော့ရည်ချင်လို့ပါဟုတ်ပေါင်းကြောက်လို့ပါငွေပေးဝေရမှာပေါ့ဆရာငွေ30ပြောက်ရင်နှစ်ကြခွဲထပ်ပေးပါမယ်ကုံစည်းနှုံးကိုမျက်ချီပြတ်နေတယ်ထင်နေနှစ်ကြခွဲတယ်ကြိုက်စည်းရမှာရောက်မှာနော်ပြက်ပဲဒီတို့ဖြင့်ဘိုက်ကလေးဤဝက်ချံပြောက်စေးမှာဘယ်စီမှမတိသေးတော့လဲဆရာငွေ30ကတော့ဘိုက်ကလေးအိတ်ထဲရောက်လာပြီဖြစ်၏အခန်း3တကူတော့ဆရာတို့ကြီးစေးနီတော့ရပြီပြိုပြားကြီးနဲ့တော့ဝက်စီရောပြီးဖော်ဆက်လိမ့်ရမှာဆိုပဲဗျဟာဒါဘာခက်တဲ့တော့ရိုးမာတော့တဲ့ဝင်ရှာလိုက်ုံပေါ့ဒါပေါ်သွားမယ်လေကျွန်တော်အခုပဲမတ်သိမြင်ခိုင်းလို့ရေခတ်ထားတာခါမြက်နေလို့တော်တဲ့ဒီနေ့မလိုက်နိုင်တော့ဘူးမျက်ချင်အောင်စောင်းနေတာများလားဆရာတို့ရဲ့ဟာတကယ်ပါကွကျွန်ုပ်ဘယ်တော့မှညာခဲ့ဘူးလို့လဲနှက်ဖြံမှရှာပါကွာဟာမဖြစ်ဘူးဆရာတို့ဝက်ချံကတရက်နောက်ကြရင်တရက်ထပ်ထွက်တာဗျကုံစည်းနှုံးနဲ့အပြိုင်ပေါ့လေဆရာတို့မလိုက်နိုင်ရင်ကျွန်တော်တယောက်ဖြစ်တော့တဲ့ဝင်မှမယ်ဟဲ့ကောင်နေပါအောင်ဟာနှက်ဖြံမှသွားရတယ်ဆရာတို့ရေသွားပြီတော်ဝက်လောက်များတပည့်ကြီးတာဝန်ထားဘိုက်ကလေးကစွတ်ရွထွက်သွားချင်ပြီအော်မိမလိုချင်တဲ့ယောဂအခန်းလေးဘိုက်ကလေးဤစွန်စားကန်ယခုတင်ပြမိအကြောင်းအရာများမှာဘိုက်ကလေးကပြန်ပြောပြ၍ကျွန်ုပ်သိခဲ့ရခြင်းဖြစ်၏ဘိုက်ကလေးကရိုးမာတော်ကြီးတွင်ဝင်ခဲ့ရာအလိုပုခင်တို့ဟိုကရုံကိုပါမလာဘူးလားဗျတရိษံလေးများကဆရာမပါ၍မကြောက်ကြရောထင်နှလုံးပြူးမပါလေဒီဟာကသေးစီနိုင်နေနော်ငါပေါက်လိုက်ရပမာမခန့်နဲ့ဒီနေ့ငါလူချင်တာကပြားတအုံနဲ့တော့ဝက်ပဲကွကြံတဲ့ကောင်တွေဘေးမဲ့ပြီးထားတယ်မပြီးလေမကြောက်ပါဘူးတဲ့ပင်ထဲသူသာမော့တော်ရှာဤခလုံများပင်တိုက်လို့ပြားအောင်လေးများမရှိကြဘူးလားခမညာရောင်းကုန်ထင်းလို့အော်မင်းနေတာလားကြောင်မကွာထူးဆန်းပါပဲတနေရာတွင်ကံအားလျော်စွာပြားအောင်တအုံကိုတွေးတော်ဟူ၏ဟာတွေ့ပြီပြားအောင်ကြီးအာရဝမ်းသာစွာဖြင့်တစ်ပင်မော်တဲ့ဤပြားအောင်ကိုဆွဲဖြုတ်၏လောကြီးပါပဲကိုပိုက်ကလေးပြားစစ်သည်များကစကဒုံးကြီးများအလားအာရပါရတုတ်ချပြီသည်အေးဟာပြားတုတ်တယ်ဒါကြီးကရောဘာကြီးလဲဟိုက်ဝဝင်ကြီးစားကောင်းရင်လည်းမစားပါလားနော်ဝဝင်ကြီးကသူ့ထဲအရင်ပြားအောင်တွေ့ပြီးပြားဤစုပ်နေခြင်းဖြစ်၏ဘိုက်ကလေးကိုယုကာယာဝင်နောက်သဖြင့်ဝဝင်ကြီးမှချိတ်ချော်ကြရာဆွဲမိဆွဲရာဆွဲလျက်ဤနဲ့တို့လို့တွဲလောင်ကြီးဖြစ်နေချ၏ကဲတော်မူကြပါဗျို့ဟိုက်ဝဝင်ပစိုးမဆွဲနဲ့ဟာကျွတ်မဲဝဝင်ကြီးလည်းပစိုးကိုဆွဲထားပြီးရောင်ရမ်းမော့ကြည့်လေလျင်အထက်တွင်ဘာကိုမြင်သွားသည်မသိကြောက်လန့်တကြားအော်ဟစ်ပြီးပြုတ်ကျသွားတော့သည်တဲ့ကအသေးငယ်လှချီဥဝက်ဝင်ကံကောင်းထောင်းမှစွာလမ်းလျှောက်ထွက်လာသောတောဝက်အပေါ်ကျလေလျင်တောဝက်ကအုံနောက်ပြက်ရှာလေ၏ဝဝင်ကြီးကတချို့တည်းပြေးလေပြီဒီနေ့ကံမကောင်းပါလားတော်ပြောင်းတော့မယ်ဘိုက်ကလေးတစ်ပင်မော်မှဆင်းလာတော့ပြအောင်လဲပါလာပြီးတောဝက်တွေကိုပါတွေ့ရရာရေကန်အသင့်ကြားအသင့်ဖြစ်ရချေရာဝမ်းမြောက်လာ၏ဘုံနဲ့ကန်နဲ့ဘိုက်ကလေးကွအလကားကောင်မဟုတ်ဘူးဒီနေ့ကံကောင်းတဲ့ဗျူဒီတခါပဲကြားဘူးသေးတယ်အခန်းကမတ်သိမြင်စိတ်ကူကျွန်ုပ်လည်းလက်တဆန်းဆန်းဖြင့်မျောနေချေရာညနေဆောင်မှတော်တွေကပြန်ဝင်လာသောတပည့်ကြီးကိုတွေ့ပြီးစိတ်အေးရ၏အမဲဘိုက်ကလေးမင်းဟာကပြအောင်ရောတော့ဝက်ပါရလာပါလားတော်လိုက်ပါပြီဆရာထဲတပည့်လက်ဆောင်ထဲဆိုတာဒါမျိုးပေါ့ကတုပြီဒါတောင်ကျွန်ုပ်မပါလို့ဆရာတို့မပါလို့ရတာပေါ့ဗျာကဲမနေ့အမြန်ဆရာကြီးဥဤရာချမ်းကိုသွားပေးလိုက်ဦးမယ်ဗျို့ဘိုက်ကလေးကလစ်နဲ့ပြေးထွက်သွားတော့သည်တကအခန်းချောင်းတဲရီသွန်းဘိုက်ကလေးပြန်လာတော့မိုးပင်ချုံနေပြီးသူနောက်တွင်ဆေးစရာကြီးဥဤရာချမ်းနဲ့
လူပြိုကြီးစောတင်မောင်မှာပါလာ၏တိုးဝက်တကောင်လုံးနဲ့ပြောင်းတုံလုံးကိုဆရာကြီးကိုပေးလိုက်ပါမယ်ဗျာနေဟာစီးတာဖော်ပြီးပါကြံနာကိုတော့ဆရာကြီးပဲရောင်းစားလိုက်ပါခမညာတာရုအလူဆရာတို့ဒီနာချထားတဲ့တိုးဝက်နဲ့ပြောင်းဟာကောဗျမမမြင်မေးကြည့်တော့မမမြင်တိုးဝက်နဲ့ပြောင်းကောဗျဟေးဘိုက်ကလေးရဲ့အခုလိုအမဲကရခဲ့တယ်မဟုတ်လားဟဲ့ယာတော့ရခိုက်ဝယ်တဲ့လူကလည်းရှိလို့ဖြတ်ရောက်စားလိုက်ပြီဟိုက်ရက်ဆက်ပါပြီဒါကျွန်တော်ဝက်ချံပြောက်စီဖော်ဖို့တိုးတဲ့ကနေစွန်းစားအိုးနင်းဝက်ချံတဲ့နင်းဘိုက်ကပိုရေးကြီးပါတယ်ဟဲ့ဘိုက်ပြေမှာအသက်ရှင်နိုင်မှာဟဲ့ပိုက်ဆံရဖို့လူတယ်ဝက်ချံမဲဟဲ့တနက်ခါနဲ့စာရောလင်းပြောက်ဘာခက်တာလိုက်လူဟိုက်ငါတော့ဝက်မရတော့အေးဆရာငွေ30ပြန်ပြီဒီနေ့ကံမကောင်းပါလားထင်တာပဲကံကောင်းလေခဏပါပဲလို့ရောင်းတာ900နီးပါရတယ်ဟဲ့ရော့လူပြိုကြီးစော့တင်မောင်ပိုက်ဆံ30ငါဆက်လိုက်ပါမယ်စိတ်ညစ်မနေပါနဲ့ဟာဒီညတော့ဝက်သားဆက်လေးချက်ထားတယ်ဦးအေယာချမ်းကိုစော့တင်မောင်ရောဒီမှာစားသွားပါရှင်အေးမျိုးမကြပါလားဗျာငယ်စဉ်ခါပညာမရှာခဲ့သူမိုးသားတိမ်လေများကအနောက်ဘက်စီမှတရိပ်ရိပ်ဖြင့်လင်းမြန်စွာတက်လာသည်မိုးနံအတင်းသောမိုးကြိုလေးကရှေ့တော်ပြေးတိုက်ခတ်လာပြီးမရှိမနှောင်းမှပင်ဒုတ်ထိုးအိုးပေါက်မိုးရေများဒလက်ဟောကျလာလေ၏မိုးကအညှို့ကြီးလေပြီကျွန်ုပ်နှင့်တပည့်ကျော်ဘိုက်ကလေးတို့လည်းမိုးလွတ်ရာသို့ကြပြကြရပြေးဝင်ခိုးလုံရပေသည်စိတ်မရှိလိုက်တဲ့အလုပ်ကွာဟုတ်ပါသမုတ်တရားဝမ်းတထွာမို့တတ်သည့်ပညာဖြင့်အသက်မွေးမှုပြုရတော့လေယခုလိုအချိန်မျိုးများတွင်မိမိဘဝ၏အကျိုးပေးကိုမကြာခဏဝမ်းနေရမိသေးတော့မျိုးပြားနှင့်အလံဝေသောကြေးရွာကလေးတွင်မွေးဖွားခဲ့ရသည့်အပြင်ငယ်စဉ်အခါကအတန်းပညာကိုသူများနီးတူမကြိုးစားခဲ့ခြင်း၏အပြစ်ဒဏ်ကိုယခုခန်းစားနေရခြင်းပဲလောတူပြီကြောင်းမတက်ဘူးလားကြောင်းတက်တာဘာစားရလဲငါးသွားမြတာကမှငါးစားရအောင်ပဲတငယ်ချင်းများစာရေးစာဖတ်နေခြင်းဝဲမိမိမှာစိတ်အလိုကိုလိုက်ပြီးငှက်ပြင်းငါးများလုံနေခဲ့ခြင်းပင်ရင်းအတွက်တန်ရာတန်ဖို့ကိုယခုဘဝတက်တန်းတစ်လျှောက်လုံးယခုကဲ့သို့ပင်ပန်းကြီးစွာရုန်းကန်ရတော်မူမှာမလွဲသည်စာပေမတက်မြောက်ခဲ့ခြင်း၏အကျိုးဆက်ကဘဟုတုတခေါင်းပါခြင်းပဲသည်နိုင်ငံသားမှာဂျိုတုတွေတီထွန်းနေပြီတဲ့အပင်မခံလို့ကွာဒီမှာဂျိုအစ်စ်တွေပေါ်လွန်းလို့ဘဟုတုတခေါင်းပါသည်နှင့်အများလူမှုရေးစီးပွားရေးကျန်းမာရေးအစားအစာအရာရာမှာသူများနောက်တခေါ်လောက်အဝေးမှာနောက်ကျကြံရစ်ခဲ့ပါတော့တည်းတော်ပါသည်ငါထဲဆိုးတဲ့ဘိုက်ကလေးရှိနေပြီသေးလို့အခန်းနေဘိုက်ကလေးဤစံတတ်မှုတခါတုန်းကမြို့မှာဘေဒါတို့သားဖရွာသို့အလဲလာကြ၏ကျွန်ုပ်အိမ်မှာတဲခိုကြ၏ကလေးနှစ်ကောင်မှမြောက်ရှုံးအောင်စော့ပါပြီနောက်တနေ့မနေ့အိယာထားကြတော့ကလေးတွေကအစသွားတိုက်ဆေးဖြင့်သွားတိုက်ကြ၏ရင်းသွားတိုက်ဆေးကိုဘာမှမသိသူကဘိုက်ကလေးလူဖြစ်လာကြတဲ့ကစာသို့မဟုတ်မိသွေးကဲဖြင့်စခန်းသွားခဲ့ရသောဘိုက်ကလေးမှာသူများနီးတူစမ်းသက်လိုစိမ်များတဖွာဖွာပေါ်လာရပေသည်တအားညှစ်လိုက်ရမယ်လူရလက်တွင်ကိုဗီဒါ၏လက်ဆွဲအိတ်ထဲမှဈေးတော်ကိုထုတ်ဖဲမှညှစ်ထွက်လာသည်များကိုသွားပွက်တံမော်တင်ပြီးတော့အာရပါရတိုက်တော့သည်မကြသောချိန်တွင်မူပူချင်းလေးဟာထွေးပါဇက်ကိုအတန်ကြာရက်ခတ်ပေးပြီးမှအကြောင်းဆုံးသိရချေဟာဟိုနှကောင်အရန်စောလို့ထိခိုက်မိရင်လိမ့်ဖို့ယူလာတဲ့တေဇောပန်းဘူးကိုသွားတိုက်စင်းနဲ့မှတိုက်မိတာကိုထူးဆန်းပါပြီဖင်ကညှစ်၍ရှေ့ကထွက်တာချင်းတူပေမဲ့ဈေးချင်းမတူတာမသိရှာတဲ့ဘိုက်ကလေးဤဘဟုတုတခေါင်းပါမှုကတနာစရာပေပင်သည်အခန်းသုံးကိုတာနှင့်ကိုအနာချက်စင်လူအများအပြစ်ကိုသာမြင်၏ကျွန်ုပ်ကိုယ်တိုင်ဘဟုတုတခေါင်းပါမှုကိုအလင်းသိမ်း၍မကွက်မဝဲတင်ပြပါအောင်မည်တမြန်နှစ်ကတကြီးပါစီဤမြေမြို့မှအပြိုမနှစ်ယောက်ရွာသို့အလေရောက်စင်ကားသည်တကြီးပါစီရဲ့မိမနှစ်ယောက်ရွာကိုအလေရောက်နေတဲ့တော့တက္ကသိုလ်ကျောင်းသူများပြီးပြင်ဝစ်ဆင်းတတ်ကြသည်မို့ရွာကာလာသားများဖို့နတ်သမီးလေးများနဲ့မျက်နှာသူရဲ့အချစ်မိုးဆွေခဲ့တဲ့ငယ်တကြီးပါစီကသူမိမအချောလာနှစ်ယောက်ကြောင်းအမွန့်တင်မဆုံးသူတို့တက္ကသိုလ်ဆိုတာအကြီးကြီးကွာတို့ရွာထိတ်ကဖျားပွဲထဲလူစီတဲ့ပုံနေတဲ့တစ်ပင်ကြီးလည်းရှိတဲ့ဂျာစင်ဆိုလားဘာဆိုလားအဲ့ဒါလည်းရှိတဲ့ဗျာချမ်းမွေပဲကြားဘူးပါတယ်ဒီတကြီးဖြီးနေပြီလူအများကြီးဆိုတော့တကြီးမိမတွေမှာရီးသားတွေအများကြီးရှိမှာပေါ့နော်တို့ပြီဤမေကွန်းမျိုးကိုတကြီးအရန်စိတ်ဆိုးပါသည်အနာဘောဒုတ်ကြဆိုသလိုဆက်ဆက်ခါနာဤငါမြင်းမာတွေကပညာလိုလားတာကွာရီးစားမပြောနဲ့ရင်ဖိုးတောင်တန်းဖို့တဲ့ဟာတွေမဟုတ်ဘူးတကြီးဒေါသထွက်တော့ကာလာသားများငြိမ်ကြသွားပြီးအရှိုးထပြန်ကြ၏ရင်ဖိုတန်းရအောင်သူမိမကအညှိမမဟုတ်တာဟုတ်ပါဆရာတို့ရအပြူတယ်ဟေးမျောလင်းချက်ရှိသေးတယ်ဟေးတနေ့တနိုင်
တကြီးပါစီမိမနှစ်ယောက်စကားထိုင်ပြောနေကြတဲ့တစ်ပင်ကြီးအနီးသို့လမ်းလျှောက်ရင်ကျွန်ုပ်နဲ့ဘိုက်ကလေးတို့ရောက်ရှိသွားခဲ့ကြသည်ကျွန်ုပ်အတွက်အရှက်တကွဲအကျိုးနဲ့ဖြစ်စေမိအကြောင်းအရာပေါ်လာမိကိုထိုစဉ်ကကျွန်ုပ်မတွေးမိခဲ့ပါချေသူတို့ပြောနေသည့်စကားတစ်ပိုင်းတစ်စကိုကျွန်ုပ်တို့ဆရာတစ်ပည့်ကြား၍နားဆွမိချေဟာငါတို့လေညဘက်ဆိုကိုတာနေရှိမှပဲအိတ်လို့ရတယ်သူမရှိတဲ့ညဆိုအိတ်လို့ကိုမပြောဘူးခုလေဒီရွာကိုအလဲလာတာကိုတာနေပါမလာလို့ညဆိုရင်အိတ်လို့ကိုမပြောဘူးအမငါလဲတူတူပါပဲနော်နင်ကကိုတာနေနဲ့အဆင်ပြေတယ်လို့ငါကအနာကျဆင်နဲ့အဆင်ချောနေတာဟာသူနဲ့တွေ့လို့တာအခုလိုပျော်ပျော်ရွှင်ရွှင်နေလို့ရတာဘိုက်ကလေးမင်းကြားတယ်မဟုတ်လားကြားပါသူနဲ့တကြီးပါစီမိမများရီးစားထားသည်ကိုကျွန်ုပ်သိရပေပြီဘိုက်ကလေးကိုအသာလက်တို့ပြီးတော့ဝမ်းမြောက်စွာပြန်ဆုပ်ခဲ့၏အကြီးမကကိုတာနင်းဆိုတဲ့တယုံနဲ့ရီးစားဖြစ်နေတယ်အငယ်မကအနာကျဆင်းဆိုတဲ့ကလားနဲ့ရီးစားဖြစ်နေတယ်နော်ဘိုက်ကလေးနာမည်တွေမှန်ရဲ့နော်တေချာမှတ်မိုက်ကယ်ဂျက်ဆင်းဆိုတာပဲကြားဘူးတယ်အနာကျဆင်းဆိုတာမိုက်ကယ်ဂျက်ဆင်ရဲ့ညီဖြစ်မှာပေါ့ကွာမင်းကလည်းဘဟုတုတခေါင်းပါလိုက်တာထားပါတော့ဘဟုတုတဟင်းလေးဦးကြီးရဲ့ကျွန်ုပ်မျက်စိထဲဝဲတကြီးပါစီဤမျက်နာကြီးကိုမြင်အောင်လာမိသည်ငါမိမတွေကရင်ဖူးတောင်တန်းဘူးသေးတာမဟုတ်ဘူးကွာယခုသူမိမတွေကရီးစားထားရုံမကညာဘက်ဆိုရင်ရီးစားများနဲ့မယ်အတူတူနေကြတာတကြီးမသိပါချေတနာစရာကောင်းပါပြီတကြီးရဲ့တမြန်နှစ်ကကျွန်ုပ်ဒေါ်ပုတိန်ဤဖရဲသည်ခင်းများကိုကင်းဆောင်ပေးနေစဉ်မာယွန်ပြစ်ခတ်ခဲ့မိသောသူတော်ဝယ်ကြီးတွေဂျော်ဂျီရဲဆက်ဆက်တောင်းခံခဲ့သောတကြီးကိုကျွန်ုပ်အမြင်ကပ်နေမိသည်မှာကြပြီးမိတို့လက်စားချေရမည်ကိုကျွန်ုပ်မကြာခဏတွေးတောမိဘူး၏ယခုတော့တကြီးပါစီကိုအရှက်ခွဲရန်လမ်းစာပေါ်ချပြီးတကားနေရာကျလိုက်လေဒီတခါတော့အရှက်ကွဲဖို့သာပြင်ပြီးတော့တကြီးရေဘယ်နာဖြစ်တာလေဟာအခန်းလေးကျွန်ုပ်ဤအပိုင်ကြံမှုတကြီးကမိတို့ပင်မျက်နှာကြောတင်းတင်းနဲ့ဟိန်းဟောက်သည်ဖြစ်စေအညီရှိရာရင်းကောင်းလာဆိုတဲ့ကဲ့သို့ညနေခင်းရောက်လျင်ဖြင့်တကြီးအိမ်တွင်ရွာကာလာသားများမှာအကြောင်းမရှိအကြောင်းရှာကာရောက်လာစမြဲအညောင်းပြေလမ်းလျှောက်ထွက်ရင်လမ်းကြုံနာနဲ့ဝင်းလာတာပြူတကြီးကပူချောပူခန့်လာတဲ့ပြူယိုးနေပြီမတွေ့တာကြာလို့ဝင်းလာတာပြူနေလေကားတဲ့တစ်ခေါက်လာသွားတဲ့ဥစ္စာဒီနေ့လာတာ10ခေါက်ရှိပြီခွေးတောင်ခေါင်းမှုတယ်ရွာကာလာသားများကပါဇက်ကသာစကားပြောနေကြပေမယ့်ညလုံးများကမိန်းကလေးများထမ်းမှမခွာကြတကြီးပါစီကမျက်နှာထားကိုတင်းထားတော့လေမျက်နှာပွင့်ခြင်းအတွက်မူကျေနပ်အားရနေသည့်အတွင်လူစုံတက်စုံရောက်နေပြီဖြစ်တာကြောင့်ကျွန်ုပ်အခန်းကဏ္ဍစတင်ရန်အချိန်ကြာရောက်ပြီဖြစ်ရာကျွန်ုပ်ဆုံးဖြတ်ချက်ပိုင်ပိုင်ချပါတော့သည်တွေးကြသေးတာပေါ့တကြီးရဲ့ပန်းနာထတာထင်နေကြက်ညာချောင်းစုထင်ပါရဲ့တကြီးမိမတွေဟာချောလဲချောလှလဲလှတယ်ဗျပြီးတော့လဲတကြီးပြောတယ်လို့ရီးစားမရှိဘူးဆိုတာတော့လုံးဝမဖြစ်နိုင်ပါဘူးပြဿနာတော့ရှာပြီဘာကွာလာပြန်ပြီလားဒီကောင်ဒီစကားဒီမှာရဆန်းမမှန်တရင်ဖြတ်မှုနဲ့မင်းကိုတရားစွဲလိုက်ရမလားဟင်အိုးနိုတကြီးပါစီစန္နာမစောပါနဲ့ကျွန်ုပ်ပြောတဲ့အထက်မှာမမှန်တရင်လုံးဝမပါပါအမှန်တရင်တွေပါတကြီးမီမနှစ်ယောက်စလုံးမှာရီးစားကိုကြီးရှိကြပါတယ်ခမညာသူတို့ရီးစားလေးတွေမရှိရင်သူတို့ဘဝလေးတွေဟာမပြည့်မစုံဖြစ်နေရပါတယ်တဲ့ခွဲမသွားပါနဲ့ချစ်ရဲ့နှမွာပေါက်မှတစ်ချောင်းဖြစ်ရတဲ့ဤကြကွေးဆိုတာမင်းတော်တော်စော်ကားပါလားကွာဟေးတကြီးပါစီဤမျက်နာကတမဟုတ်ချင်းပဲနီယာမညိုယာမမဲပြလာတော့သည်တကားအပြုံမလေးနှစ်ဦးမှာကမျက်လုံးများအပြူသားနှင့်ကျွန်ုပ်ကိုနားမလဲသလိုကြည့်နေလေသည်ကျွန်ုပ်သည်တိုက်ပွဲတရားအောင်ခဲ့သည့်စစ်သူကြီးပုံစံဖြင့်ရင်ကော့ကရက်နေမိ၏တို့ပြီကွာတကြီးအားကလစားချေရ၍ကျွန်ုပ်စိတ်ထဲ၌များစွာကျေနပ်နေမိ၏ကာလာသားများကကျွန်ုပ်အားတစ်ချက်လေတကြီးအားတဖုံအပြုံမများစီတလီအံ့ဩကြီးစွာကြည့်ရှုနေတော့၏သူတို့မှရီးစားရှိတယ်တဲ့တကြီးမယုံရင်ဒီထက်ပိုပြီးတေးကြအောင်ကျွန်ုပ်ပြောပြလိုက်ပါဦးမယ်လေကျွန်ုပ်ဘက်မှရဲရင်တိကျစွာပြောဆိုမှုကြောင့်တကြီးပါစီမှာလွန်စွာမှဇဝေဇဝါဖြစ်လာပြီးခေါင်းကိုက်ဆိုင်ကြရချေတော့ပြီတိုက်ပွဲကတစ်ဖက်သက်သည်ကျွန်ုပ်စိတ်မကောင်းဖြစ်မိသေးတော့သို့တော့တကြီးကသူ့ဝက်ကြီးအတွက်ရော်ကြီးတောင်းစဉ်ကမျက်နာကိုပြန်မြင်အောင်မိသည်နှင့်တနာစိမ်များပျောက်ကုန်တော့၏ယောကွာတို့ပြီအပြုံမနှစ်ယောက်ကတော့အသားများတဆက်ဆက်တုံလာသည်ထိဒေါသဖြစ်နေကြသည်ကိုတွေ့ရ၏အမုံကြိတ်ပြချင်းနဲ့တုံရင်ပေမပေါ်သူတို့ရဲ့အတွင်လူဝက်ချက်များပေါ်တော့မှာကိုမြန်ရာစာတွတ်ပြီးနဲ့တွေ့ရင်ဖုံထားသမျှပေါ်ပြီးသားမှန်ထိုစဉ်ကအပြုံမလေးနှစ်ယောက်ကိုတနာလာတော့လေတကြီးအားကလစားချေလိုသည့်ကျွန်ုပ်၏စိတ်အားထက်သန်မှုကိုမကြော်လွန်နိုင်ခဲ့နေလေကကျွန်ုပ်နဲ့ကျွန်ုပ်တပည့်ဘိုက်ကလေး
အပြင်းပြေလမ်းထွက်လျှောက်လာကြရင်ရွာစားရေကန်ထိတ်ထိန်မင်းကြီးအောင်မှအပြိုမနှစ်ယောက်သူတို့အချစ်ရည်တွေတိုင်မင်းနေကြတာကျွန်ုပ်တို့နားနဲ့ဆက်ဆက်ကြားခဲ့ရတဲ့မျိုးဟုတ်ရဲ့လားဘိုက်ကလေးကြီးဟုတ်ပါငါအကြောင်းများတိုင်မင်းနေကြတာလားဟင်ရွာကာလာသားများကစိတ်ဝင်စားစွာဖြင့်ငြိမ်နေကြ၏အချို့လည်းရှေ့ဆက်ကြားလို့လာပြီးဖြစ်၍မယိုးမရွာဖြစ်ကလက်တဆန်းဆန်းနားတဆွန်းဆွန်းဖြစ်ကြချေပြီးတကြီးပါစီကမလုံမရှက်ကြောက်ရွံ့ကြီးတရုပ်လိုတောင့်ခံနေသည်အပြိုမနှစ်ယောက်ကအန်တကြိတ်ကြိတ်နဲ့မဟုတ်ရင်တော့လားကတုံးရဲ့ဆက်ပြီးတင်ပြရရင်နံပါတ်မှာ1အကြီးမဆိုရင်ညာဘက်မှာသူကြီးစားရှိမှအဲ့လိုရတဲ့ဟင်ဖះကြီးအခုဒီရွာလာတာသူကြီးစားပါမလားလို့မနေတတ်မထိုင်တတ်ဖြစ်နေရှာရဲ့သူကြီးစားနာမည်ကတော့ကိုဒါနင်းလို့ခေါ်တဲ့အချိုရဲ့ဝါကိုယုံမှာယိုးမြေကြပေါင်းမဲ့စီးလို့ပါဟုတ်ရဲ့လားဘိုက်ကလေးကြီးဟုတ်ပါကိုဒါနင်းဆိုတော့တရုတ်လူမျိုးပေါ့နံပါတ်မှာ2အငယ်မကလည်းအနာကျစင်နဲ့အစင်ပြေစားပြုတ်နေပြီဆိုပါတယ်ဟုတ်ရဲ့လားဘိုက်ကလေးဟုတ်ပါအနာကျစင်ဆိုတာမိုက်ကယ်ဂျက်စင်ရဲ့ညီတော်ချင်တော်နိုင်ပါတယ်ရင်ထန်သောအဟုန်ဖြင့်အပြိုမနှစ်ယောက်မတ်တပ်ထားရလိုက်ကြသည်ကျွန်ုပ်ပင်လန့်ဖြတ်သွားရသည်အနာပေါ်ဒုတ်ကြ၍ဆက်ဆက်ခါကြပြီဒီမအုပ်တို့ပြီးရှင်စော်ကားလာကြီးလားအဲ့ဓာတွေကလူတွေမဟုတ်ဘူးရှင်စေးပြားရှင်အင်္ဂလိပ်စေးပြားတွေကျမကခေါင်းကိုက်တက်လို့ကိုဒါနင်စေးပြားမှာညဘက်မတော့ရရင်အိတ်မပြောဘူးပြောတာရှင်သူကစာကြည့်ရင်ဇဲကြောတက်လုံးလို့အနာကျစင်စေးပြားတော့တာအစင်ပြေတဲ့အကြောင်းပြောနေတာလူမှန်မသိစေးမှန်မသိရန်တန်ပြောရသလားကြက်တုံးကြီးရဲ့ဖန်ကတုံးကြီးရဲ့သွားပြီဒီတခါကြက်တီသေးသွားရသူကကျွန်ုပ်နဲ့တပည့်ကျော်ဘိုက်ကလေးသို့တော့ကြာတော့ကြက်တီသေးခွင့်မရလိုက်ပါတကြီးဒေါသကမရတော့တော့ကြောင်းဒီမင်းလားကွာငါမီးတွေကိုလူပုံလဲမှာရှက်ခွဲတဲ့ကောင်စာမတက်ပေမတက်ဘဟုတုတတပြားဖို့တောင်မှမရှိတဲ့တို့ပြီးဟေးဘာစီတဲ့ကွာတစီပဲရှိတယ်နှစ်စီရှိရင်နှစ်ကြခွဲနဲ့ရောင်းစားပြစ်မယ်ဘေးကလူများဝိုင်းဆွဲကြ၍တက်တာရခဲ့၏အရာကောင်း၍အကြောင်းလာခဲ့ရသည်တကြီးပါစီနှလုံးပြူရန်မှတီတီကလေးလွတ်ခဲ့ရပြီးတကြီးကိုအတရေဖြတ်မှုပြစ်ဒဏ်ဖြင့်သာတညတာထိတ်တုံးခတ်ခံလိုက်ရပါသည်ဒီနေ့ကံမကောင်းပါလားဘဟုတုတအခန်းကကျွန်ုပ်တို့ဘဟုတုတရှာမိပုံနောက်တနေ့နန်းထဲတွင်တကြီးပါစီကလူပုံအလဲတွင်ကျွန်ုပ်တို့ကိုစုံမပြီးပြန်လွှတ်လိုက်၏ကျွန်ုပ်တို့စိတ်ထဲ၌ကတကြီးသည်စုံမသည်ထက်အသားယူသည်ဟုသာထင်မြင်ခဲ့ရကနေအုံပေါ်တကြီးရာဟုသာစိတ်ထဲဝယ်ထမှန်ကျုံဝါခဲ့ရပြန်တော့သည်တကားကဘာသာကြည့်မယ်တုတ်ပြီးကတော့မကြည်ရေးချမကြည်ပါစီရှင်ကစင်ကန်တော်တို့ဒေါသသာဖြစ်ခဲ့ကြောင်းနောင်အခါကျွန်ုပ်ပြန်တွေးမိခဲ့ရတော့သည်ဥတုပီကလည်းဘဟုတုတရှိအောင်ကြိုးစားပြဟုတ်လားဟာအမဲကြီးလိုက်မနေနဲ့တော်ကြဘာစီကရောင်းစားသွားအောင်မယ်ဟာကျုံနိုင်သားတို့ဤလောင်ပြောင်ရီမောတန်ကကျွန်ုပ်နားတဲ့တို့တန်ရီဘူးနဲ့လောင်းချတကဲတို့ဒီခံရခက်လိုက်လေခြင်းတော့ဘိုက်ကလေးဒါဟာတို့ဘဟုတုတနဲ့လို့ဖြစ်ရတာပဲကွာကြည်စမ်းတကြီးနဲ့ကျွန်ုပ်တို့ကဘာများကွာလို့လဲခဲအမြင်ချင်းအကွက်ဝင်တာနဲ့တို့ကိုနှိပ်သွားတာဟုတ်ပါအိုးကိုလျက်ရှိအောင်မှာပေါ့ဆရာတို့ရာဒီနေ့ကစပြီးမျက်စိကိုဖွင့်နားကိုစွန့်ပြီးဘဟုတုတရှာမိကြမယ်ဟေးတကြီးပါစီကိုရှင်းပြိုင်အနိုင်ယူပြရမယ်အဲ့ဒီအခါကျမှကျွန်ုပ်ကိုပြန်ကြော့မနေနဲ့နော်ဘာစီထိုနေ့မှစ၍ကျွန်ုပ်တို့လည်းရွာတွင်းသို့ပို့လေ၏မြင်သမျှကြည်ကြားသမျှနားစွန့်၏ဘဟုတုတရှာမိခြင်းမျက်လုံးတွေပိုပြူလာပြီးဘာဘဟုတုတရမလဲတော့မသိဘဟုတုတနေကောင်းတခါတော့ငစိမ့်တယ်မှဒေါ်အားကျဲနဲ့မမဲတူတို့ရန်ဖြစ်ကြပြီးအလေးနာတော်များဆဲဆူနေကြချေပြီးညင်ညင်ပတ်တိုင်းထွာဆဲရိပ်နေကြရာကြားရသူပေါင်းမှာနာကြောစိတ်များရှက်ရတော့၏သူတို့နဲ့တော်တဲ့ဆွေမျိုးတွေလည်းရစရာမရှိတော့ပါလားကျွန်ုပ်နဲ့ဘိုက်ကလေးကဘဟုတုတရှာမိနေသူများဖြစ်ရကရင်းတို့၏အဆဲဆူများကိုရပ်ပြီးကောင်းစွာမှတ်သားနေမိ၏ဟဲ့အာကျဲမရဲ့နင်းမျက်ခွက်ကိုဟဲဟာနဲ့နင်းကိုလည်းငါရဲ့ဟွာနဲ့ဝေါ်ဟာရာအစ်စ်ချက်ချွတ်ဒီပါလားဆရာတို့ရေမှတ်ပြူမှတ်မကြားဘူးသေးတဲ့ဝေါ်ဟာရာအစ်စ်တွေဟေးဘိုက်ကလေးရနာကြောစိမ့်ပြီးရင်တွေခုံလက်တွေတုံတယ်ဗျာဆရာတို့ကျွန်ုပ်တို့နှစ်ဦးမှာဤနယ်မှတ်လိုက်နားထောင်လိုက်နေကြရာကြားလျင်ဒေါ်အားကျဲတတိပြုမိသွားချေတော့ရာဟဲ့ဟိုကတုံးနဲ့ဘိုက်ဘူးဘာရက်နားထောင်နေကြတာလဲဟိုက်ဘဟုတုတကကျွန်တော်တို့ပဲလှည့်လာပြီပြိုးဆရာတို့ပြေးဟဲ့ကတုံးနဲ့ဘိုက်ဘူးပြေးရင်မှဟာမှဒေါ်အားကျဲဤအလေးနာတော်များရက်နားထောင်နေပြီတဲ့ဖြင့်ခုံဖနက်နဲ့အလိုက်ခံရကြောင်းမသိမြင်နာတို့ပေါက်ကြတဲ့ဖြင့်အဆူခံရ၏အမရဲ့တော့မကြောက်ဝင်မနာသားတွေကိုအရှက်မရှိသွားနာထောင်နေရတယ်ဘယ်မလဲရှင်းသိခါရင်ဆရာတို့ရဲ့ဘဟုတုတအလို့ငါဘောမမမြင်ရဲ့
ဘိုက်ကလေးကဝင်းဖာထိ၏သို့တော့အဖာမရှာချေရာဘိုက်ကလေးခမအဲ့ဒီဘဟုတုတကိုဘယ်မှာသွားအသုံးချမှာလဲကဲဟဲတိန်အခန်း6မြို့သားဟောဟာတာတို့ဖြင့်တနေ့တော့အခါကျွန်ုပ်တို့ကျုံနှဲရွာသို့မြို့သား3ဦးအလဲရောက်လာ၏ရွာတောင်ပိုင်းမှကိုဝါစိန်၏အိမ်မှာတဲခိုကြ၏မြို့သားများဝစ်စင်ထားကြသည်မှာအကြောင်ကြားများဖြစ်ချေရာမျက်စိနောက်လာ၏ပြောသောစကားများမှလည်းကျွန်ုပ်တို့နားမလည်သောစကားများသည်ရင်ကကျွန်ုပ်တို့အတွက်အကွက်ကောင်းမင်သည်ဒီရွာကဆိုရီသိလာတယ်နော်ဘိုက်ကလေးကိုဝါစိန်ထံလွှတ်၏မြို့သားများနှင့်မိတ်ဖွဲ့စေပြီးမြို့သားတို့ပြောစကားများကိုမှတ်သား၍အတိတ်ပဲများကိုလည်းမေးမြန်းယူခဲ့ဖို့မှာကြရ၏တို့ဖြင့်ဘိုက်ကလေးမှာဝါစိန်ထံသို့အလုဆင်းတဲ့ကဲ့သို့မနဲ့သွားပြီးသူတို့ပြောသမျှနားထောင်မေးမြန်းကညနေဆောင်မှပြန်ခဲ့၏ဒီနေ့စကလုံးတစ်တွေထက်ရတယ်ဟိုဟာကဘယ်နဲ့လဲဘိုက်ကလေးဘဟုတုတအတော်ရရဲ့လားရတဲ့ပြူမြို့သားတွေတုံးတဲ့စကားကကျုပ်တို့ရွာကစကားတွေနဲ့စီနဲ့ရေပမာကွာနေတာပဲပြူဘယ်လိုကွာလို့လဲဥပမာဗျာငွေလူတဲ့ဆိုရင်ရေလူတဲ့လို့တုံးနေဗျငွေရှာသွားမယ်ဆိုရင်ရေသွားခါဦးမယ်ဆိုတကူဗျဟိုက်ထူဆန်လာကြီးရဲ့မင်းကလေးကိုလည်းဟိုးစားဗျာစော်လို့ခေါ်တဲ့ယောက်ျားကိုကြတော့ဘဲလူဆိုတကူဗျထူဆန်ပါပဲဘိုက်ကလေးရဲ့ထမင်းစားတာကြတော့ဝါကြောတယ်ဗျဘာမှမဟုတ်တာလောက်ကိုလည်းရိုးရိုးမပြောပဲအာကလန်ပါကလန်လို့ပြောတယ်ဗျဘာအာကလန်ဘာကလန်အန်စရာပဲကွာဘိုက်ကလေးမင်းတော်တော်တိုးတက်လာပြီမျိုးသားတွေဝေါ်ဟာရတွေအတော်တက်နေပြီပဲဆက်ပြီးမှတ်သားထားကွာစိတ်ချဆရာတို့မှတ်မယ်ကျွန်တော်ဘဟုတုတပြေးတင်းတကြီးပါစီကိုလူပုံလဲမှာစကားအရာရှင်းပြရမယ်တို့ဖြင့်ဘိုက်ကလေးဒီမျိုးသားများမပြန်မချင်းကိုဝါစိန်အိမ်တို့နေ့စဉ်သွားကမျိုးသားများစကားကိုမှတ်သားနာယူကအိမ်ပြန်ရောက်ရင်လေးကျင်ချင်းဖြင့်အချိန်တို့ကုန်လွန်ခဲ့ရပြီဒီမမမြည်ဒီမှာဝါကြောဖိတ်လိုက်တယ်ဟဲ့တီနာစကားကောင်းကောင်းပြောစမ်းဘာလဲဝါကြောဆိုတာဟာမမမြင်ခင်မမီတော့ဘူးကိုဗျတိုက်ကောဖြစ်နေပြီအခန်း9တကြီးပါစီနဲ့ပညာပြန်ပွဲတကြီးအိမ်မှလူစုရန်မောင်းထုတန်ကြားရချေရာကျွန်ုပ်တို့လည်းအကွက်ဝင်ချေပဟဟုတွေးကအာရဝမ်းသာစွာပြေးလာခဲ့ကြသည်လူဆောင်သောတကြီးကမိုးတွင်အခါမိုးချောင်းစတစ်ချောင်းမှာဒါတမန်များကိုခိုင်ခန့်စွာပြုတ်ပြင်းရန်စော်ဩဖို့ခေါ်ယူခြင်းဖြစ်၏ကျွန်ုပ်တို့ကရင်စကားပြတ်လျင်လူပုံအလယ်၌တကြီးပါစီကိုဘဟုတုတပြန်ကြရန်စိတ်ဆော့နေ၏ဘိုက်ကလေးမင်းဟောဟာရတွေကိုမှတ်မိပါရဲ့နော်တပည့်ကြီးအတီကိုကြက်ထားပါလေဆရာတို့ရတကြီးပါစီ၏မြေးမမြို့သူနှစ်ယောက်လည်းအတင်ထိုင်နေသည်ကိုမြင်ရကရှေ့ကျုံရမိတကြီးပါစီ၏ဘဟုတုတခေါင်းပါမှုကိုတွေးပြီးကျွန်ုပ်တို့ဥမြူလာပေသည်အလိုဆရာတို့တယောက်တည်းဘာတွေသဘောကျနေတာတော့ဘာရဲ့မဟုတ်ပါဘူးတကြီးယာဟုတ်ဘာမဟုတ်ရင်လဲကျုပ်မှာကျင်တာကတော့ပြန်ချင်ရင်ပြန်နိုင်နေပါဦးတကြီးနေပါဦးလူလူကြီးခမခဏနေကြပါဦးပြောစရာရှိလို့ပါဘိုက်ကလေးကအသေးအတန်ထားတားချေရာပြန်မိလူများမှာတန်ကနေဖြစ်သွားကြပြီးတကြီးပါစီကမျက်မှောင်ကျုပ်၍စိုက်ကြည့်နေ၏ဘာလဲဟေးဘိုက်ကလေးထိတ်တုံးလားဟမ်တကြီးပါစီကိုဘဟုတုတနဲ့ပတ်သက်ပြီးမေးစရာရှိလို့ပါအမေမင်းအသက်က30ငါအသက်က86နှစ်ရှိပြီမင်းကဘာပြန်ကျင်တာလဲဘဟုတုတဆိုတာအသက်နဲ့ဆိုင်ရင်အတွေ့အကြုံကပိုစကားပြောပါတယ်။ကိုင်းပြဆိုစမ်းမအောင်ကိုပိုက်ကလေးရဲ့ဘဟုတုတကိုဒီနေ့မြို့ရမှာတက်နေကြတဲ့နေကာမျက်မှန်ဘဲဥပုံလူတွေကိုဘယ်လိုခေါ်ပါသလဲတကြီးကအသက်86နှစ်ရှိပြီဆိုတော့တိတယ်လားလို့ပြောဟိုက်တကြီးပါစီကရှူးရှူးရှာရှာဖြစ်သွားပြီအဲ့ဒါမသိတော့ငါကထမင်းငါသွားမှမို့လို့လားကွာဟေးဘိုက်ကလေးထမင်းတော့မငတ်ဘူးပေါ့တကြီးရဲ့ဒါပေမဲ့ဘဟုတုတအရာမှာခင်းနောက်ကြတာပေါ့ဗျာအောင်မရာဆဆမင်းငေါသိတလားပြောစမ်းပါဘိုက်ကလေးကရင်ကော့လိုက်၏ကျွန်ုပ်လည်းရင်ကော့၏မသိရင်မှတ်ထားပါတကြီးအဲ့ဒါရေတပင်မျက်မှန်လို့ခေါ်တယ်ဗျရေတပင်မျက်မှန်နဲ့တကြီးပါစီ၏ညီမနှစ်ယောက်ကဦးတက်မတက်ရီမောနေကြရာကျွန်ုပ်တို့လည်းဒီတချီတော့ခံရပြန်မဟဲ့ဟုတွေးမိရင်ရင်ထိတ်ရ၏ဟိုက်ဘိုက်ကလေးဝေါ်ဟာတာမှားနေပြီထင်မဟာတကြီးပါစီကထိုအခါမှကုန်းနေသောခါကိုပြန်ဆန့်ပြပြီးလျင်ဂိုင်းမိမလေးတို့ရေဟောဒီရင်တို့ပညာပြိုင်တာဟုတ်မဟုတ်ရှင်းပြပါဦးကွအဲ့ဒါရေတပင်မျက်မှန်မဟုတ်ဘူးရှင်ရေပင်မျက်မှန်လို့ခေါ်တယ်ဗျအင်္ဂလိပ်ခေါ်မသိရင်လည်းမေးပါအောင်တော့ရှင်ဟာသွားပါဟာရေတပင်နဲ့ဗျိုးဘိုက်ကလေးကနောက်ကောက်ကြချေရာတကြီးပါစီကတကြီးတံမဲ့ခုံပေါက်ရီမောလျက်နေသည်မှာ16နှစ်သားလေးအလားဘိုက်ကလေးခါတဖြည်းဖြည်းကုန်းလာ၏ကျွန်ုပ်ခါလေထိုးနီတူဒါဖြင့်တကြီးဟော်ဂနယ်ရှုဆိုတာကောသိတလားဟော်ဂနယ်ရှုဆိုတာဘာလဲကွာဘာစကားတွေလဲ
မသိရင်မေးလိုက်စမ်းပါမသိရင်မေးလိုက်စမ်းပါဘိုက်ကလေးရင်ကော့ပြန်၏ကျွန်ုပ်လည်းဘိုက်ကလေးအခြေကြည့်၍ရင်ကော့၏မြို့သားတွေစီးတဲ့ခြေနှင်းဘုဖနတ်ကိုဝေါ်ကနေရှုလို့ခေါ်ရဗျမှတ်ထိုအခါမြို့သူနှစ်ယောက်မှတဟားရီကြချေဟာကျွန်ုပ်တို့မှားပြန်မဟဲ့ဟုတွေးမိပြီးရင်ထိတ်ကြရပြန်ချေပြီးတကားတကြီးပါစီကခါကုံနေရာမှပြန်ဆန့်သွားပြီးညီမနှစ်ယောက်ကိုမေးဆက်ပြပြီးမိမ့်ကြီးပြုံးနေပြန်၏အဲ့ဒါဖနတ်ကိုခေါ်တာဝေါ်ကင်ရှူပါရှင်ဝေါ်ကနေတော့မရှူပြရစေနဲ့ရှင်မရှူပြရစေနဲ့ကြောက်လွန်းလို့ပါရှင်ဘိုက်ကလေးဒီကုန်းသွား၏ခါကျွန်ုပ်လည်းကုန်းသွား၏ခါတကြီးကခုံပေါက်ဟားတိုက်နေ၏ကျုံနိုင်ရွာသားတို့ကပွဲကြီးပွဲကောင်းနဲ့ကျုံနေရသည့်အလားဥမြူနေကြတော့သည်တကားဘိုက်ကလေးဒီနောက်ဆုံးကြီးစံကိုထုတ်သုံးတော့သည်ကိုင်တကြီးကျွန်တော်တို့ဒီပောက်ကရအိတ်ဒီစကားတွေပြောနေရင်အလုံးမဖြစ်ပဲပြောင်းစစ်စတီးဖြစ်ကုန်ကြလိမ့်မယ်အနာမျိုး96ယောဂကင်းဝေးဖို့လဲအိတ်ဒီရဲ့စာရဲရမယ်ပြီးရင်အင်ကိုအလော့တက်ပြီးပြန်ရမယ်ဗျူနှုံးမှုဆိုရင်ပြဿနာပေါင်း17000ဖြစ်ကုန်မယ်ဗျူတတိထားတကြီးပါစီဘိုက်ကလေးကသူစီးပူးခဲ့သောဘဟုတုတများကိုစကားရှည်ကြီးဖြင့်ပုံအော်သုံးချလိုက်တော့ရာတကြီးပါစီကပါဇက်ဟောင်းလောင်းပွင့်သွားတော့၏ကျွန်ုပ်ဒီပင်ဘိုက်ကလေးကိုဆရာကောင်းတပည့်ပြီးတာပါပြီဟုအထင်တကြီးကြည့်မိ၏ရွာသားများကဘိုက်ကလေးကိုအထုတဆန်ကြည့်နေမိ၏မြို့သူနှစ်ယောက်မှလည်းရှင်းမပြနိုင်ချေတော့ပြီတကားဘိုက်ကလေးကရင်ချီနေ၏ပရိသတ်ကြီးသည်အကြတမ်းပင်ကြားရမတတ်တိတ်ဆိတ်နေ၏ပြီးမှဝိုင်းအော်ကြတော့သည်တကြီးရှုံးပြီတကြီးပါစီရှုံးပြီဟိုက်ငါကပြိုင်တာလည်းမဟုတ်ဘာလည်းမဟုတ်နဲ့မြို့သူတွေဖြေးကြပါဟင်းကျမတို့မကြားဘူးရှင်အဲ့ဒီဝဟာရတွေကိုမြို့သူများပင်မကြားဘူးဟုဆို၍တကြီးပါစီလဲဒေါသထွက်ကဟဲ့ကောင်ဘိုက်ကလေးမင်းစကားအတိတ်ပဲပြောစမ်းမပြောနိုင်ရင်ဟိုမှာတွေ့လာထိတ်တုံးအဲ့ဒါပြောတာပေါ့ဗျာဘဟုတုတအရေးကြီးတယ်ဆိုတာနေအောင်ပြူရေတောက်ချင်းလိုက်တာဘိုက်ကလေးမှာမပြောသေးပဲတကြီးပါစီထံရေတောင်းတောက်နေသေးရာတကြီးမှာကျွဲမိတူလာစွာဟေးဆိုရင်ဒီကောင်ကိုရေတစ်ခွက်မြန်ခတ်တိုက်လိုက်စမ်းဘိုက်ကလေးကရေကိုအချိန်ဆွဲတောက်နေ၏ကျွန်တော်မှာဘိုက်ကလေးဤမှင်မောင်းကောင်းမှုကိုချီးကျူးနေမိသည်ဆရာကောင်းတပည့်ပီတာပါပဲပေါ့လေဒီလိုပါတကြီးဒီလိုပါပောက်ကရ80ဆိုတာကပောက်ကရ80ရောင်စစ်စတိဆိုတာကရောင်60အနာမျိုး96ဆိုတာကအနာမျိုး96ပါလေးမျိုး80ဆိုတာကလေးမျိုး80ရက်စားအလောတက်တီဆိုတာကအလော30ပြဿနာပေါင်း17000ဆိုတာကပြဿနာပေါင်း16000ဒါပဲပေါ့ဗျာဒါပဲပေါ့လိလာစမ်းပါလိလာလိုက်စမ်းပါဟိုက်ထူဆမ်းပါပြီဘိုက်ကလေးရဲ့ဆက်လက်ပြီးတော့ခွာတယ်မာလေးမတ်အေးဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာပျောက်ဆုံးမှု၌စုံစမ်းထောက်လှမ်းပုံစင်စေစုံစမ်းထောက်လှမ်းရသောအမှုဟုသည်စုံတော်များအလုပ်သာကျွန်ုပ်မုံဆိုးကျော်တယောက်ဖြစ်၍အမဲပြစ်ခြင်းအလုပ်သာလုပ်ရသည်မှန်တော့လေကျုံနိုင်ဝါဤထင်ရှားသောခေါင်းဆောင်တယောက်ဖြစ်နေပြန်ချေဟာတာမှုနာမှုစသောအမှုကိစ္စများကအစားကျွန်ုပ်ကိုပင်အားကိုးကြချေ၏ရရွာ၌လူချင်းရိုင်းပင်းကူညီကြသောဓလေ့ရှိပါသည်တို့ဖြင့်ကျွန်ုပ်ဖို့အမဲလိုက်နေရခြင်းကြားမှာလူပြောက်မှုတစ်ခုကိုစုံစမ်းထောက်လှမ်းရပုံမှာဘဝတကွေဝဲတွေ့ကြုံမိခဲ့ရပါသည်အခန်းတီတရဲ6သည်ဆိုသောအင်ကြီးကျုံနိုင်ရွာနှင့်3မိုင်လောက်အကွာတွင်လူကြီးနေပါသောရွာငယ်တွေရွာရှိ၏ရွာနယ်မြေကဖုံစိုးပြက်ရွာသည်အင်ကြီးက10အိမ်15အိမ်များရှိ၏လဲလုတ်ငါးရှာထင်းခွေအလုတ်လောက်ကင်သူများသာရှိပါသည်ထိုရွာတွင်စမ်းကျဲသောအရာတစ်ခုရှိ၏ရင်းကတောင်ဆောင်ငယ်တွင်ရှေးဟောင်းအိမ်အိုကြီးတစ်လုံးရှိနေခြင်းပင်အင်္ဂလိပ်ခေတ်ကဆောက်လုပ်ခဲ့သည်ဟုခံမှန်းရ၏ဒေတာအင်ကြီးဖြစ်ပြီးအနုပညာလက်ရာများနှင့်မွမ်းမံထားပေသည်ကျွန်းလုံးတိုင်ကြီးများကယခုခေတ်လူတို့မြင်ဘူးဖို့ပင်မလွယ်ကူလှပါချေအင်ကြီးကကျဲသလောက်အဆောင်အခန်းတွေကလည်းများပြားလှသည်ဟုကြားဘူး၏ကျွန်ုပ်ဖခင်မြန်ရစာဒဲဘီကတစ်ချိန်ကရင်းအိမ်ကြီးအတွင်းသို့ရောက်ဖူးသည်ဆို၏ကျွန်ုပ်ဖခင်ဥဒဲဘီတစ်ခေတ်ထိုအိမ်ကြီးပိုင်ရှင်ဥတော်ကဆိုသည်မှာအမဲလိုက်မိုးဆိုးကြီးဖြစ်လျာဖခင်ဥဒဲဘီနှင့်ရင်းနီလာချေ၏ဖခင်ကြီးအဆိုတော်ထိုအိမ်ကြီးမှာအခန်းများများပြားပြီးဝင်ကဘာလိုရှုပ်ထွေးလာသည်ဟုဆိုလောက်၏ထိုဥတော်ကဆိုသောပုဂ္ဂိုလ်ကြီးမှာမြည်သူသောဝေကျွေးပါလာသည်မသည်ကြိုးဆွဲချ၍ဘဝဇာတိန်သွားသည်ဟုတည်းအမလီမမြင်ရပါလားကိုတော်ကရဲ့ကိုတော်ကတယောက်ကျိုးဆွဲချသွားသည်ဟုသောတရင်ကဖုံစိုးပြရွာမှတဆင့်ကျုံတိုင်းရွာအပါဝင်ရွာနီးချုပ်ဆက်ဟိုးလေးတဲ့ကြော်တရင်ဖြစ်သွားခဲ့သည်ဟဲ့အိမ်မဲကြီးမှာဥတော်ကကျိုးဆွဲချသေးလို့တဲ့တော့အမလီကြောက်စရာရှင်ထိုမှထိုအိမ်မဲကြီးတွင်တရဲတစေ6သည်ဟုသောအဆိုဖြစ်သွားခဲ့ချေပြီးကျမတို့မင်းညကဈေးကပြန်
ဥတော်ကရဲ့အင်ကြီးရှိအယောင်ကြက်သီးတွေထားလိုက်တာရှင်နွားတွေကလည်းထိမ့်မနိုင်သိမ့်မရဆွဲပြေးလိုက်ကြတာလဲကိုမှောက်မတတ်ပါပဲဟဲ့နွားညနေမှောင်ရီတရိုးမှာအင်ရှိဝရန်တာမှာဥတော်ကဖြူဖြူကြီးရက်နေတာတွေးလိုက်ရတဲ့စူပဲဟုတ်ပါပြီးတော့တဟာအော်ရီတန်လေကြားရတဲ့စူပဲဟေးဘေစီအိမ်မဲကြီးရှင်မနွားသွားမကြောက်နဲ့နော်ဟေးမနေနဲ့နာဘဝဆိုတာကအမဲသာသိကြိုက်တာတော့ကြမင်းနွားတွေကိုတတ်စားနေအောင်မယ်အေးနားထောင်ရတာနဲ့တောင်ကြောက်လာပြီတို့ဖြင့်ထိုတရေတစေ6လန့်သည့်တရင်ကြီးမှာကြီးလာခဲ့ချေဟာထိုအင်ကြီးအနီးသို့မြန်မာများမကတ်တော့ပြီးအယုံကြည်မရှိသောကလာတတိတူကဝယ်ယူလိုက်၏ဈေးပေါ်လိုက်တာပေါ်တာငါကြောင့်ကာလာဟာတရေနော်မကြောက်ရချမကြောက်ပဲငါထက်တောင်မဲနေပါသေးလားမိပိတ်ထိုင်ကလာဘယ်နာနေမှမသိရှားတာနဲ့ငါမျက်စိမွဲမယ်မွဲချင်မွဲလီရဲရှိတယ်ရဲမြင့်မှန်တို့ဖြင့်ထိုအိမ်ကြီးတွင်ကလာလူမျိုးများပင်အစဉ်အဆက်နေထိုင်ခဲ့ကြချေဟာယနေ့ထက်တိုင်ပင်ဖြစ်ပါချင်းဟေးကလာကြတရေမချောက်ဘူးလားတရေမျက်နာလိုက်တယ်ထင်တယ်မျက်နာလိုက်တာမဟုတ်ပါဘူးအမကာလာနော်ငွေရေးကြေးရေးစိစက်တဲ့ဈေးသက်တာယုံပြီးရောတရဲမကားလို့တရဲအပါလာချောက်လဲဂါယူမဆိုင်ဘူးလေဒီမှာငါပြားစီနှစ်ပြားထပ်နေလားလို့ခွာနေရတဲ့ကြတဲ့နောက်မှ6ဆန်းသွားမှားပါလေကူကလာရဲ့တရဲတကယ်6တီဖြစ်စေမ6တီဖြစ်စေညာစည်းစာဝဲတောင်ထိပ်၌ရှိတဲ့ဤအိမ်ကြီးကိုကြည့်မိသူတိုင်းမကောင်းဆိုးဝါးတကောင်ငုတ်တုတ်ထိုင်နေသည့်အလားခံစားကြောက်ရွံ့မိရသည်ကတော့အမှန်ပင်ဒီအခန်းနေခဝါသည်မာလေးပြောက်ဆုံးမှုမအေးသည်ခဝါသည်ဖြစ်၏စင်ရဲ့၏အသက်အားဖြစ်မှု16ဆက်ခွင်အပြိုပေါ်ဝင်စားသာအဖေမေကလေတရင်ငါဖြစ်၏မောင်နှမများသည်သူမကခဝါသည်နေစဉ်ကိုလက်လှုပ်ရှားရှော့ဖွင့်နေရသဖြင့်ခန္ဓာကိုယ်ကကြမ်းမှအတန်ဆွမ်းပြီးတည့်ရဖွံ့ဖြိုးသည်မိုက်တယ်ငါကြိုက်လိုက်ရကွာရင်ခဝါသည်မအေးကသူမကိုအဝိရှော်ရငါသောအိမ်များသို့သွားကအဝိရှော်ဖွဲ့ပေးရချေ၏အဝိကိုငှားလျှော်ကြသူများကကျွန်ုပ်တို့ရွာတွင်နေပါလာချေသည်သူမ၏ဖောက်သည်များကငွေစာအနှဲငယ်သာတက်နိုင်သူများသာသည်ဖောက်သည်များတဲ့တွင်အိမ်မဲကြီးမှကလားသည်လည်းမအေးဖောက်သည်များဖြစ်၏ဟေးကမ်းမလေးငါအသားကိုဖြူအောင်ရှော့ပေးနိုင်မလားတော်နောက်တဲ့ကလားပဲအိမ်ကြီးတွင်သူမမကြာခဏအဝိသွားလျှော်ရသည်သူမကသွားရသည်ကိုကြောက်ရွံ့တော့လေငွေစာမြက်မြက်ကလေးရတတ်သဖြင့်ကြောက်စိတ်ကိုဘေးချိတ်ကသွားပြီးအဝိလျှော်လေးရှိသည်ဆို၏ကြောက်တယ်ဒါပေမဲ့လေပိုက်ဆံကအရေးကြီးတယ်ယခုမှရင်မအေးကပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ချေပြီးမူလာကတိုးတိတ်ရှာ၏စုံစမ်း၏တရင်အစားနာမရတော့စိတ်ပူပန်စွာမေးမြန်းရင်မအေးပျောက်ဆုံးနေသောတရင်သည်ကျွန်ုပ်နားသို့ပင်ရောက်လာချေ၏တော့ကတုပြီခဝါသည်မလေးမအေးပျောက်နေလို့တဲ့ရှင်ဟုတ်လားဘယ်လိုဖြစ်ပါလိမ့်ဘယ်လိုဖြစ်ရမှာတုံးဟိုကလားတွေရဲ့အိမ်မဲကြီးကိုသွားအဝိရှော်နေတာရှင်အဲ့ဒီအိမ်ကတရေသိတ်6တာတရေကဂုတ်ချိုးတက်လိုက်လို့တေပြီလားမှမသိတာမင်းတို့ကလည်းတဘာဝကြတွေးခေါ်ကြစမ်းမှာကွာဒီမမြင်ဘူးတဲ့တရေကနေပဲအစချီနေတာပဲချီရမှာပဲအိမ်မဲကြီးမှာတရေ6တာရွာနီးချုပ်ဆက်အားလုံးအသိဟာတို့ဖြင့်မအေးအမေဒေါ်မဲငါမှာကျွန်ုပ်ထံသို့ပင်မျက်ရည်လက်ရွှဲဖြင့်ရောက်လာရပြီဖြစ်ပါချင်းဥတုပီထင်သားပဲသမီးလေးအိမ်မဲကြီးမှာအဝိရှော်သွားတာပြန်မလာတော့ဘူးရှင်အဝိရှော်သွားတာအိမ်မဲကြီးကျင်းတည်ရလားဗျဒေါ်မဲငါရဲ့ဟုတ်ပါသရှင်အဲ့ဒီမနေ့ကအိမ်မဲကြီးမှာအဝိရှော်ဖို့သွားအောင်မယ်ဆိုပြီးထွက်သွားတာပါရှင်ဒါဆိုအဲ့ဒီအိမ်ကိုသွားမမေးဘူးလားမသွားရပါဘူးဥတုပီရဲ့တရေ6ပါပြီတဲ့နဲ့မဟုတ်သေးပါဘူးဗျဒီမမြင်ရတဲ့တရေကိုတွေးကြောင်မနေစမ်းပါနဲ့သွားစုံစမ်းသင့်ပါတယ်ကဲပါဗျာမနဲ့လင်းနာနဲ့ကျွန်ုပ်ပါလိုက်ပြီးစုံစမ်းပါမယ်ကဲပြန်တော့ဒေါ်မင်ကဟုတ်ကဲ့တမီးလေးကိုအိမ်မဲကြီးမှာတရေကကုံချိုးသွားတာလားမသိဘူးဒီလောက်ငိုလာတာသူ့ပါလာချိုးပါစီဗျာအခန်းသုံးအိမ်မဲကြီးမှာဘူးခံသူဖုံးစိုးပြက်ရွာသို့ကျွန်ုပ်တို့လူစုကထွက်ခွာခဲ့သည်တကြီးပါစီဆရာလေးကိုကြီးနိုင်ကျွန်ုပ်ဘိုက်ကလေးနှင့်ဒေါ်မင်ငါတို့ဖြစ်ကြ၏ဟဲ့ဒီနွားဟာလေးဖုံးစိုးပြက်ရွာသို့ရောက်ရှိခဲ့ပြီးအိမ်မဲကြီးရှေ့၌ရပ်၏အိမ်မဲကြီးကနှစ်ပေါင်းများစွာကြာခဲ့ပြီမို့အိုမင်းဆွေးမြင့်နေချေပြီးကြောက်ရွံ့အသက်ငယ်ရသူဆိုရင်ဖြင့်အနာပင်တီဝင့်မုံမပေါ်ချေအင်ရှင်တို့တုတ်များပင်မလုံးအင်ရှင်တို့အတန်းကြာမှာအိမ်အတွင်းမှာချိုးအတန်များကြာရပြီးတကားဖွင့်တန်ကြာရ၏စီငတ်ပတ်တာအို၏တန်ရှင်ကြီးတွားတန်ကခြောက်ခြားစပွဲနှုတ်ဆက်လိုက်၏ဒေါ်မင်ကမျက်လုံးပြူးကြောင်ဖြင့်ကြောက်ရွံ့နေချေပြီးဘိုက်ကလေးကကျွန်ုပ်နောက်နား၌ရိုးကလေး
ကျွန်ုပ်တကြီးပါစီနှင့်ကိုကြီးနိုင်သာတောင်းတောင်ဖြောင်ဖြောင်ရကအိမ်တွင်းမှထွက်ပေါ်လာမည့်အရာကိုမမိတ်မတုံကြည့်နေ၏ဖျားဖျားတကားနောက်ကွယ်မှထွက်လာသူကလူဝန်ကြီးပမာတုတ်ခိုင်လာသောခန္ဓာကိုယ်ပိုင်ရှင်ပထံကလာကြီးပေသည်မျက်နာကိုအစွမ်းကိုမှုန်တုံထားချေ၏ကလန်ပြဓာတန်ရာကြီးကသူ၏ရာဇဝင်ကိုအထင်သာဖော်ပြနေချေသည်ပါဇာဖြင့်မမေမေယိုဆက်ပြီးဘာလဲဟုလူမိုင်မေးမေး၏ရိုင်းပြလှပါပြီငါတို့မင်းတို့အိမ်ရှင်နဲ့တွေ့ကျင်တယ်အိမ်ရှင်ရန်ကုန်သွားတယ်ပြောပြီးခြာကနေပြန်လှည့်ထွက်သွား၏ဟေးလူရပ်ပါအောင်ထိုသူကလက်ရွယ်ပင်မကြည့်ချေရဘာစီဝင်ချမ်းတော့၏ဟေးကောင်ငါကြုံတိုင်းရွာတကြီးကွာဘာမှတ်လို့လဲမင်းတို့ကိုမေးစရာရှိလို့ကွာမင်းတို့ကရဲနဲ့မှစကားပြောချင်လို့လားကွာဟေးရဲဆိုသည့်စကားပါမှာထိုလူအတဘောကြီးမှာစက်ခနဲ့တွန့်သွား၏လှဲ့ကြည့်၏မင်းတို့စီမှာတို့ရွာကခွာတယ်မအေးအဝတ်လာလျှော်သေးလားပြောစမ်းလျှော်တယ်အေးအခုပဲမှလဲပြန်သွားတာကြပြီမင်းမညာနဲ့တော့ညာရင်ဒုက္ခများသွားမယ်ဟမ်ထိုလူကကျွန်ုပ်တို့ကိုများစွာမကျေနပ်သည့်ဟန်ဖြင့်ကြည့်ကတကားကိုဆွဲပိတ်လိုက်၏ဒီတစ်ချိန်တော့ခေါ်မရချေတော့ကျွန်ုပ်တို့ကအတွေးပေါင်းများစွာဖြင့်ကြုံတိုင်းရွာပြန်ခဲ့ရချေပြီတကားဆရာလေးရဲတိုင်ကောင်းမလားဗျဒီအိမ်ဟာမတင်ခါစရာတော့ကောင်းနေဗျဒါပေမဲ့ဒီတရက်နှစ်ရက်လောက်တော့စောင့်ပြီးလိလာချမှကောင်းမယ်ထင်တယ်မသေးကြပဲရဲတိုင်အလုပ်ပုံနေပါဦးမယ်အေးလေစဉ်းစားကြတာပေါ့ဟုတ်ပါပြီသမီးလေးကိုဒီကောင်တွေတက်ပဲပြစ်ပလားဝက်ပဲထားသလားမသိဘူးသမီးလေးဘေးမတိရမခပါစေနဲ့ဒီအိမ်ကြီးထဲမှာပဲသမီးလေးရှိနေမှာပါရှင်ရဲတိုင်မှာစိတ်ညစ်ရပါလားနော်အခန်းလေးဖော်ကောင်ဦးချော်ပြိုဆရာတို့ည7 နာရီခန့်ရှိပေပြီအိယာဝန်ကနီးမှာရောက်လာတော့ဧည့်သည်ကမြည်သူနီးဦးချောပါလားလာလေဗျာရင်ဦးချောကပယံဆရာဒီကိစ္စလေးလက်ခဲတင်းလင်းဖြစ်နေလို့ခုချက်ချင်းထလာခဲ့ရတာခွန်းလို့ပါဗျာဟုတ်ကဲ့ရပါတယ်ကိစ္စမရှိပါဘူးဦးချောကပတ်ဝန်းကျင်ကိုမယုံတယ်လို့ကြီးကြောင်ကြီး၏ကျွန်ုပ်လည်းသူကိစ္စကိုအရေးကြီးတန်ပေသည်ဟုယူဆမိရကဦးချောပြောပါဗျကျုပ်တစ်ဘက်ကနှုတ်လုံပါတယ်မတ်သိမြင်ကလည်းအိတ်နေပါပြီဗျထိုအခါမှဦးချောလည်းစိတ်ဝင်စားပွဲခြောက်ခြားပွဲရာတစ်ခုကိုပြောပြသည်မှာဆရာတို့ရေခဝါတဲ့မအိတ်ပျောက်ဆုံးသွားတာကိုလက်တဲ့တရခံကြုတ်သိတယ်ဗျဟုတ်လားပြောပါအောင်ဘယ်သူလဲဘယ်သူရမှာလဲဟိုအိမ်ကြီးကကလားမာမို့ပိုင်ပေါ့ဗျာသူ့လက်ချက်ခမရဟာကအဆွတ်ဆွဲရဲလာကြည်လားဘယ်လိုထောက်ထားရှိနေလို့တုံးကျွန်တော်နဲ့မာမို့ပိုင်2ယောက်တည်းသိတဲ့ကိစ္စတစ်ခုနဲ့မအိတ်ပျောက်ဆုံးမှုကအများကြီးပတ်သက်နေတယ်ဆရာတို့ခမရနဲ့မာမို့ပိုင်2ယောက်တည်းသိတာဘာကိစ္စလဲဗျာလင်းစမ်းမအောင်ဒီကိစ္စကိုမာမို့ပိုင်ကဘယ်သူမှမပြောဘူးကျုပ်ကိုနှုတ်ပိတ်ထားသဗျာနှုတ်ပိတ်ခါလဲမြက်မြက်ကလေးရတော့ကျုပ်လည်းနှုတ်ပိတ်နေတယ်ခုဟာကကျုပ်တို့မြန်မာမင်းကလေးတူပျောက်ဆုံးမှုမှာကျုပ်မခံချင်ဖြစ်ပြီးရင်ငုံမနေဘူးဗျာဒါကြောင့်ဆရာတို့ကိုလာဖွင့်ပြောတာဦးချောသည်သူနဲ့မာမို့ပိုင်အိမ်မဲကြီးနဲ့ပတ်သက်ခဲ့ရသူများကိုဖောက်တယ်ချပြတော့သည်တကားဒီလိုပြီးခဲ့တဲ့စောင်းပေါက်လောက်ကပေါ့ဗျာအခန်းက6ပေ3ပေတွန်းတွင်တနေ့တနိုင်ကျွန်တော်ဦးချောသည်ဇနီးတဲ့မလုံးတဲ့ခင်းပေးထားတဲ့အဖန်ယူအုံးနဲ့ထညက်ခဲကိုမြုံရင်ပြင်းနေခိုင်ကလာလေးတူရောက်ရှိလာပြီးပြန်ဆရာကြီးအာသလားပါကွာဘာကိစ္စလဲဂျန်တော်တို့အိမ်မှာအိမ်တွင်ပြုတ်ပြန်စရာရှိလို့မမို့ပိုင်ကခဏကြွားခဲ့ဖို့ခေါ်ခိုင်းလိုက်လို့ပါမမို့ပိုင်အမည်ကြားလင်ကျွန်ုပ်ကြိုးတဲ့စိတ်သွား၏မမို့ပိုင်၏အိမ်မဲကြီးကတရဲတစေ6သည်ဟုသတင်းကြီးနေသည်မဟုတ်ပါလားတို့တစေထိုရပိုင်းကကျွန်ုပ်မှာအလုံးမရှိပဲထိုင်နေရသဖြင့်ငွေပြလူဖြစ်နေရရင်းအလုပ်ကိုသာကြောက်နှင့်လက်ခံလိုက်ရချေ၏အေးလာမယ်ကွာလာချင်းခုလိုက်ခဲ့ပါလို့မှားလိုက်ပါတယ်ကလားလေးနှင့်လိုက်ခဲ့ရာရေနံကြီးဖြင့်မဲမောင်နေသောအိမ်ကြီးကိုမြင်လိုက်ရသောခဏအလုတ်လက်ခံခဲ့သည်မှာမှားများမှားယွန်းနေပြီလားဟုတွေးတော်မိသေး၏အိုးယောက်ျားပဲကွာတရဲထဲပိုက်ဆံကပိုရေးကြည့်တယ်မာမို့ပိုင်နှင့်တွေ့၏ပိုင်ရန်ဆရာကြီးရောက်လာပြီကိုလာဗျာမင်းသွားနိုင်ပြီမယန်းသည်မာမို့ပိုင်ကသူ၏အဆောင်ခန်းများပြားလာသောအခန်းများထဲမှလုံခြုံသောအခန်းတစ်ခန်းတွင်သို့ခေါ်သွားကကိစ္စကတော့ဒီတမန်တလင်းမှာ6ပေ3ပေတွင်အနက်3ပေတွင်တူပေးဖို့ပါပဲဗျာဘာလို့ဖို့လဲဆိုတာထက်တူပေးနိုင်မပေးနိုင်ပြောပါအခန်းတွင်တမန်တလင်းမှာအလျား6ပေအနံ3ပေအနက်3ပေတွင်ဖော်ပေးခြင်းကဘာမှမခဲရင်လားတို့တစေရင်အတိုင်းထွာမှာလူသည်ဆုံးလျင်ထဲရသည့်အနေထားဖြစ်နေ၏ကျွန်ုပ်မှာကြောရိုးတဲ့စိတ်များကြောက်ရွံ့သွားမိ၏မာမို့ပိုင်မျက်နာကအတန်ရှုပ်ထွေးလာသောအရာများထွေးရောရှက်တင်နေပုံမှာတကားယိုးမှယိုးရဲ့လားမသိဘူးလက်ခငွေဘဲလောက်ကြမလဲ
လက်ခကတော့900ဆိုရင်ရပါပြီဒါပေမဲ့မနေနဲ့ဗျာလက်ခ1500ယူဗျာ1500ကျွန်ုပ်မျက်စိထဲ၌တခြားဘာမှမမြင်တော့ငွေ1500ကိုသာမြင်နေရော့ဤလူတယောက်ဤလောဘစိတ်ကကြောက်မဲ့ဖွဲရပါတကားဒီကိစ္စကိုခမရနှုတ်လုံဖို့တော့ဂတိပေးပါကျွန်ုပ်ကမျိုးမြဲရသည့်ငွေကြေးဤစေစော်မှုကိုမလွန်ဆန်နိုင်ရကပေးပါတယ်မမုတ်ပိုင်ကဲဒါဖြင့်ခုပဲအလုံးစပေးတော့ဘီလက်အုပ်သဲထုံးအားလုံးအသင့်မယ်ဟုတ်ကဲ့ရှင်းမှုမှာရာဇဝဲเจ้าနဲ့မကင်းလာဟုကျွန်ုပ်ထင်မြင်ယူဆမိသည့်လျောက်လောက်ကန်ရတာစိတ်မဖြောင့်ပါချေအခန်း6လူသည်မြုပ်သည်တွင်ဒါနဲ့အဲ့ဒီလူမြုပ်တွင်းကိုတူးဖြစ်ရောပေါ့ဟုတ်လားဦးချောဟုတ်တယ်ဆရာတို့လူတယောက်မြုပ်ဖို့အကောင်းဆုံးတွန်းကိုကျွန်တော်တူးပေးခဲ့မိပါတယ်ကျွန်တော်ဟာသူ့ရဲ့ငွေကိုယူထားပြီးဂတိစကားပေးထားခဲ့မိပေမဲ့ခုလိုကိုရွာသူပျောက်ဆုံးသွားရတာဟာကိုပယောကမကင်းဘူးဆိုပြီးလာအကြောင်းကြားတာပါပဲဗျာခမရမှန်ပါတယ်ဦးချောအခန်း9ရဲတိုင်ကျဲဖွင့်ခြင်းကျွန်ုပ်လည်းထိုတညာလုံးအိတ်မပြောမမိုးပိုင်ဤအိမ်တွင်းမှာ6ပေ3ပေအနက်3ပေတွင်းထဲတွင်တိတ်ဆိတ်စွာသေဆုံးနေသောခဝါတဲ့မအေးရုပ်ပုံလွှာကိုသာမြင်အောင်မိရင်ကြော်ရိုတဲ့ဆင့်ခဲ့ရသည်မမိုးပိုင်ဟာမအေးကိုကြံစီရင်လက်လွန်ခြေလွန်ဖြစ်သွားပြီးသေဆုံးခဲ့ရတာများလားနာနဲ့လင်းချင်းကျွန်ုပ်လည်းတကြီးပါစီဆရာလေးကိုကြီးနိုင်စီသွားကဥချောပြခဲ့သည့်အရာများကိုပြော၍တိုင်ပင်၏မအေးပျောက်ဆုံးနေတာရဲ့နောက်ဆုံးမမို့ပိုင်အိမ်မှာအဝတ်သွားလျှော်တာရဲ့မမို့ပိုင်ရဲ့အိမ်ထဲမှာအလျား6ပေအနံ3ပေအနက်3ပေရှိတဲ့လူသည်မြုပ်တဲ့တွင်တူးထားတာရဲ့ဆက်လိုက်တော့တရခန်မမို့ပိုင်ဖြစ်နေတာပေါ့ဗျာကျွန်ုပ်တို့ရဲတိုင်ကြမယ်ကျွန်ုပ်တင်ပြသောအမှုခွန်းဆက်များနဲ့ကျွန်ုပ်၏ရုပ်တည်ဆန်သောကောက်ချက်စကားတို့ကြောင့်တကြီးပါစီကကျွန်ုပ်ကိုအထင်ကြီးလာချေပြီးဆရာတို့သာစုံတော့လုံစားလို့ကတော့ဟိုကြော်သွားမှာပဲဗျာအသေးဖွဲတွေပါတကြီးရဲ့တို့ဖြင့်ကျွန်ုပ်တို့လည်းမြိုင်သာရဲစခန်းတွင်အမှုဖွင့်ကရဲမှုကြီးနှင့်အတူဖုံးစိုးပြက်ရွာသို့ထွက်ခွာခဲ့ကြချေတော့၏အခန်းရှိရှောင်းတခင်မမိုးပိုင်အတော်ကြာမှပင်ပထန်ကြီးထွက်လာ၏ရဲများကိုမြင်သောအခါပထန်ကြီးမှမျက်လုံးပြူးကျဲသွား၏ဟေးတကားဖွင့်ဟိမင်းတို့အိမ်ရှင်နဲ့တွေ့ကျင်တယ်ရှိပါတယ်စဝင်းမစကျွန်ုပ်တို့လည်းအေကန်တွင်သို့တောက်လျှောက်ဝင်သွားကြ၏မမို့ပိုင်ကရဲများကိုမြင်တော့မျက်နှာပြက်သွားချေသည်အလို့ဘာကိစ္စရှိလို့လဲဗျို့ရဲမှုကြီးကရှာဖွေဝရမ်းကိုပြ၏ကျုပ်တို့မမူရဲ့အိမ်တွင်မှာစစ်ဆေးစရာရှိတယ်ဘာကိစ္စကြောင့်မှလဲခမများတို့အိမ်မှာနောက်ဆုံးခွာလာဖွက်ပြီးပျောက်သွားတဲ့မအေးနဲ့ပတ်သက်ပြီးမတင်ကားလို့ဟာမအေးနော်ပြန်သွားတာကြပြီကဲပါလေထားပါတော့တောင်အရရှာဖွေခွင့်ပြုပါမမို့ပိုင်မှာထိုအခါမှဥချောကိုတွေ့ရချေဟာပထမတော့အံ့ဩသွား၏နောက်စားတော့ဝါတော့မတက်အယောင်ထွက်သောမျက်လုံးများနှင့်ဥချောကိုကြည့်ကဆဲရီရွနေ၏ဥချောကမျက်နှာတင်းဖြင့်တစ်ဖက်လက်နေ၏ဟုတ်နေပါပြီဥချောကသူလှုပ်ခဲ့သည့်လူသည်မြုပ်တွင်းရှိရာအခန်းသို့ဥဆောင်ကအခန်းများဖြတ်ကခေါ်ယူခဲ့ပါချိန်ကျွန်ုပ်တို့ကအခန်းများဖြတ်ရင်ဘယ်ချိန်၌မအေးအသက်မဲ့ခန္ဓာကိုလဲလျောင်းနေသောတွန်းတွင်းကိုတွေ့ရလိမ့်မည်လဲဟုစိတ်ဆောင်းနေမိကြ၏ဒီအခန်းမဲ့ပြိုအဲ့ဒီတွန်းရှိတဲ့အခန်းဟာဟုတ်တယ်ဟိုးမမို့ပိုင်ကမျက်နှာပြက်နေချေပြီးတွင်းကိုအပေါ်မှဖုံးထားသည်ကိုတွေ့ရ၏ကျွန်ုပ်တို့လည်းစိတ်လှုပ်ရှားစွာဖြင့်ဖုံးကိုဆွဲဖွင့်ပြီးတွင်းကြီးတဲ့ကြည့်လိုက်ချေရာဒါဘာရီလေဘာရူရမှာလဲဗျဒါကလာရဲ့စီးပွားရေးမှန်ပြတားစိန်နဲ့ကံပေါ့ဗျဟွန်းဟိုလူတွေမြုပ်တဲ့အတွင်းမဟုတ်ဘူးလားဘာလူတွေမြုပ်ရမှာလဲနင်းအဖော်သေးလို့လူတွေမြုပ်ရမှာလားဟွန်းဒါပဲနော်ကလာရဲ့မှန်ပြတားစိန်နဲ့ကံကိုလူတွေမြုပ်တဲ့အတွင်းမှာလို့ရိုးစွတ်တဲ့လူဟာဒီကတုံးမယ်မှတ်တမ်းတင်ပေးပါဆရာကြီးကျွန်ုပ်လည်းကိုမှုကိုပြန်ပတ်မိဆို၍ရင်ကုန်နှုတ်ပိတ်နေတော့ရဲမှုကြီးကအတွေ့အကြုံရင်းကျက်လာပြီးဖြစ်ရာရင်ပြတားကံကြီးတွင်၌အောက်ခံအင်္ဂရေကိုတန်လွန်ပူဖြင့်တပေခန့်ဖောက်၍စစ်၏ကုန်ပါပြီကလာရဲ့ပစ္စည်းတွေတော့နောက်ဆုံးတွဲမှမြေလန့်၏အိမ်တွင်အိမ်ပြန်ပိုက်စိတ်တိုက်ရှာ၏လူပြောင်းမှုအတွက်တစုံတရာမတင်ကားပွဲရဟု၍ဘာမျှမတွေ့ခဲ့ရပါချင်းရဲမှုကြီးကဥပဒေရေးရာကျွမ်းကျင်၏ဒါတဲ့ခမကပယံဆရာဦးချောကိုဒီတွင်းလို့ဖို့ခေါ်ခိုင်းခဲ့တယ်နော်မမို့ပိုင်ဟုတ်ပါတယ်ဆရာကြီးကျွန်တော်ဦးချောကိုစစ်မေးကြရခမဟာဒီအိမ်တွင်းမှာတွင်းတူထားတာဟာအလွန်တရာလှုပ်ဝဲလုတ်ကင်ခဲ့တယ်လို့ကြားတယ်ဟုတ်လားဟုတ်ပါတယ်ဒါဘာဖြစ်လို့လှုပ်ရတာလဲတခြားအကြောင်းအရာများရှိနေလို့လားဟာမရှိပါဘူးဆရာကာလာနော်ပညာမတတ်ပါဘူးရိုးသားကာလာလေးပါရှိရမယ်လေဒါဖြင့်ခမအိမ်တွင်းပြုပြင်မှုအတွက်စီပင်သားရအဆောက်အုံကိုခွင့်ပြုချက်တောင်းခံခဲ့ပြီလား
ရဲမှုဤအမေကမမုတ်ပိုင်၏အရှိုက်ကိုထိသည်ညနေငယ်ဖြင့်ဟာမလျှောက်ခဲ့ရသေးဘူးဆရာကြီးအေးဒါဖြင့်စီပင်သားရအဥပဒေရဒဏ်ချင်းငွေသွားဆောင်မှာမွေးပါပြီဗျာတို့ဖြင့်မမုတ်ပိုင်မှာဒဏ်ကြီးထိသွား၏သူဤမှန်ပြသားစိန်လောင်ကန်လည်းပျက်စီးသွားသည်ကျွန်ုပ်တို့မှလည်းမှန်ချင်တဲ့နှမ်းတွက်မကိုက်လာကမမုတ်ပိုင်ကိုအလွန်တရာအာနာမျက်နာပူပြီးထိုအိမ်မဲကြီးမှအမြန်ဆုံးထွက်ခွာခဲ့ရချေပြီကောဒီနေ့ကံမကောင်းပါလားနော်အခန်းကိုပျောက်သောသူရှာလျင်တွေနောက်ဆုံးတော့မအေးကိုပြန်လည်တွေ့ရှိခဲ့ချေပြီးမအေးကစိုက်ကားသမားတန်ချောင်းနဲ့ခိုးရလိုက်ပြေးခဲ့ခြင်းသာဖြစ်ချေသည်တမုံလူကြီးများခွင့်ပြုချက်နဲ့မင်္ဂလာပွဲပင်ကျင်းပခဲ့ချေပြီးအဝါကြည့်ရမယ်တန်အောင်စားမှာလူတက်ကြီးလောက်ကစုံတော့ညံထုတ်ခဲ့သောကျွန်ုပ်မုတ်ဆိုးကြော်ပေါ်မှာထိုချိန်မှစကားဘွယ်တူတစ်ခုရရှိခဲ့သည်မှာဤသို့လာပြီဟေးစောက်ထုံမြန်ရာစာတို့ပြီကြီးစောက်ထုံကြီးဟာဒီနေ့ကံမကောင်းပါလားဆက်လက်ပြီးတော့ကြွယ်ကိုင်းထောင်ချောင်းဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ခန်းစားပေးကြပါဦးခင်ဗျာအခန်းဒီသားသမီးဝါဆိုဝါကောင်းရေဖောင်းမောင်အချိန်တီအေယာဝတီမြည်ရီကခွန်အားကြီးလာ၏မြေအိုးတစ်လျှောက်တဝုံဝုံဖြင့်ပြောင်းဆန်လျက်ရှိတော်သည်တကားမြန်ရာစာတို့ပြီလာပြီဟေးဖျားမိုးတဲ့လေပြင်းကြားတွင်ကျွတ်ဆုပ်ဖြစ်နေကြသောကျွန်ုပ်မြန်ရာစာတို့ပြီနှင့်တပည့်ကျော်ဘိုက်ကလေးတို့သည်လေငယ်တစ်စီးဖြင့်ကြွက်ကိုင်းထောင်နေကြ၏ယခုကဲ့သို့မိုးရင်းရာသီကတော်တဲ့၌သားကောင်ရရန်အလွန်ခက်သည်ထို့ကြောင့်သမုတ်တရားဝမ်းသုံးတွာအတွက်နှလုံးပြူကိုမတ်သေးမြင်အားပေးထားခဲ့ကဒီကွေဒီတက်ဖြင့်လှုံနေခြင်းဖြစ်၏တောက်ကတုတ်ပြီးနွေမှာပြို့နှုတ်မိုးမှာစပားရိပ်ဖို့စိတ်ကူးနေတဲ့ရှင်အုံနောက်ကိုခွာချပြီးလူသစ်စိတ်သစ်နဲ့အလုတ်လုတ်ဖို့ပြင်ခုရှင်လောက်ရမှာကချောင်းထဲဝင်ငါဖမ်းဖို့ပဲရှင်မတ်သေးမြင်ကမိုးအေးအေးတွင်ကျွန်ုပ်တို့ကွေးနေခြင်းအားရှုစိန်နိုင်ပုံမပေါ်ပါချေခဲ့သည်မိမသည်ရှင်ကလေကြီးပွားကြီးလည်းမသိစီးပွားကြီးလည်းမသိအခုငပတ်တပိတ်တာတရားရှင်ထူဆန်းပါပြီမတ်သေးမြင်မျက်လမ်းမှာရေတွေပေါင်းလန်နေပြီဒီချိန်ဆိုကြွက်တွေကလည်းပေါ်မှာပေါ့ဖိုးတော်တို့လှီကကြီးတယ်တလကို100နဲ့900မတဲ့ဝါနဲ့တွေကလည်းပေါ်မှာပေါ့အရင်ကြီးက200လေးတစ်နှစ်ကို2ပိတ်တာရှိတဲ့9-3កောင်မေရ4-500ပြေးမလွတ်ပါဘူးရှင်တလဆို1000ကျော်ဝင်ငွေရှိမယ်ရှင်ကိုယ်နေလူကတော့ငါးပြားစီမှရမှာမဟုတ်ဘူးဒီတော့ရှင်ကြွက်ကိုင်းထောင်ရမယ်ကျွန်ုပ်အားမုံဆိုးတစားများကိုချွတ်ပြီးတန်ငါအပြင်ဆင်များဆင်းနေခြင်းသည်အခန်းနေတရုတ်ပြသူထို့သောမတ်သိမြင်ဤစီမံမှုဖြင့်လေငါကျိုးငါးများကျိတ်ဝဲဝါခုတ်ကျွဲတူးပြီးတကားလားကျွန်ုပ်နှင့်ဘိုက်ကလေးတို့သည်ကြွက်ကိုင်းထောင်ထွက်ခဲ့ကြ၏ဘေဝိကျမရဲ့ဖန်လာပြန်တော့တယ်ငါတို့တော့နားရစဝစ်သိမီတငါတဲ့ဘဝမှာတော့လူပြိုကြီးကိုစောတင်မောင်ကကျွမ်းကျင်သမို့သူ့ကိုပင်ဆရာတင်ကတွင်တင်ပြသစေရ၏ဒီလိုဝဲပြန်နေတဲ့နေရာမှာငါးထောင်ရင်ငပတ်တို့ဘာလို့မိတတ်တယ်ဒီလိုရေစီးတန်တဲ့ချွန်းဆွဲမှာထောင်ရင်ငမြင်းရင်တို့ငဒန်တို့ငအုပ်ဖတို့မိတတ်တယ်ဂိုင်းတန်ကိုဒီလိုမပြီးဒီလိုထိုးဟိုက်ကြပါဟာကိုစောတင်မောင်ကဂိုင်းနံထိုးရင်ရေတဲ့သူကိုယိုကာယာကြာသွားတော့ရာကျွန်ုပ်တို့လျင်မြန်စွာဆင်းဆယ်ရပေသေး၏အဲ့ဒါလူထိုးရင်အဲ့ဒါလူကြတယ်ဆိုတာမှတ်ထားဖို့တကယ်ကိုလက်တွေ့ဆရာပြီးသားသောကိုစောတင်မောင်ပါပေသည်ဂိုင်းနံထိုးပြီးတာနဲ့ဂိုင်းနံအဖျားမှာငါးများချိတ်အစီကျိုးကိုချီငမြားနဲ့ရေနဲ့လွတ်နေရမယ်ပြီးရင်ကြွက်ကိုဒီလိုချိတ်ကြိုက်တယ်ဗျာကြိုက်တယ်ကြွက်ကိုတချမ်းဆောင်ချိတ်မိသဖြင့်ကြွက်ကသူ့လက်အားကြိုက်၏သူကငါးများချိတ်ကိုရောင်ရမ်းလွတ်လိုက်သည်ငါးဂိုင်းနံသည်အချိန်ဖြင့်မြောက်တက်သွားရာငါးများချိတ်ကပစိုးချိတ်ပါသွားတော့သည်တကားဟာတောက်ခွေးတယ်ကိုစောတင်မောင်ရေထဲသို့ကြပြန်၏မြုပ်ချီပေါ်ကြီးနှင့်ငါးကြီးတစ်ကောင်မိနေသည်နှင့်ပင်တူနေသေးတော့၏အဲ့ဒါလူချိန်မြင်အဲ့ဒါလူဖြစ်တဲ့ကြောင့်ပြတာဆရာကလှုပ်တော့အခန်းသုံးပရိတ်တရေကျွန်ုပ်တို့သည်လေမိုးငိန်တက်ရာတွင်လှီကျိုးကိုချီကအကြမ်းတအိုးဖြင့်အချိန်ဖြုတ်နေသည်မိုးဆိုစီမှာချင်းကတဖြုတ်ဖြုတ်ကိုက်နေသည့်တငါတဲ့ဘဝကမလွယ်လားကိုက်လိုက်တာကွာထို့နောက်ကိုက်လိုက်ကြသည်ကျွန်ုပ်တို့ကငပတ်တစ်ကောင်နှင့်ငါအုပ်ဖားတစ်ကောင်ရသည်ငါးချောင်းပေါက်တစ်ကောင်လည်းရသေး၏အချိန်ကည10 နာရီခန့်မိုးလေကငိမ့်သက်စပြုတ်ချပြီးခဏတစ်ဖြုတ်အိတ်ဆက်ရန်ပြင်လိုက်သည်တကောင်ကျော်မှာတလားလိုက်အာယုံတက်မှာလင်းတလားလိုက်မိအုပ်ဆောင်၏အလင်းရောင်တွင်တကိုယ်လုံးကိုရေးဆိုနေပြီးခိုက်ခိုက်တော်အောင်ချမ်းနေရှာသောငါးများချိတ်ဖြင့်ချိတ်ထားခြင်းခံနေရသည့်ကိုဝန်အရင်အမာနှင့်ကြွက်မတကောင်အားတွေ့လိုက်ရ၏ကြွက်မ၏ဒုက္ခကကြီးမားလာပြီစွာဓမ္မတာယပေါက်ဖားခြင်းမိမယ်ပေါက်ဖားမရသည့်အဖြစ်ပေါက်ဖားပါကရေထဲကြကုန်ရောမည်ကြွက်မိကန်ခမချိုက်တော်အောင်ချမ်းနေသည့်ကြားကပင်ဇော်ကြွေပြန်နေရှာ၏ကျွန်ုပ်အားမျက်လုံးရွယ်ကြီးများဖြင့်ကြည်ရင်အတနာခံနေရှာ၏မြန်ရာစာကြီးရဲ့ကျမရဲ့ဒုက္ခကိုကဲတင်မှာကျ
ကျမရဲ့သားသမီးတွေကိုလှေပေါ်မှာမွေးဖွားခွင့်ပေးပါရှင်ပေါက်ဖွားပြီးတာနဲ့ကျမကိုရှင်ကြိုက်တယ်လို့အသုံးချပါရှင်ရှင်ငါးများတန်းမှာငါးကြီးမိဖို့ကျမကိုငါးစာဖြစ်တတ်ချင်တတ်ပါအခုချိန်ကလေးတော့ရှင်လေပေါ်မှာကျမသားသမီးတွေကိုနှွေးနှွေးထွေးထွေးပေါက်ပြရစေရှင်ကျွမ်းမကအစမပြတ်အတနာခံရှာနေသည်ကျွမ်းမကိုကြည့်ရင်လွန်စွာဒုက္ခတွေ့နေရသည်ကိုတွေ့ရ၏ကျွန်ုပ်ကလွန်စွာမှထိတ်လန့်တကြားဖြစ်ရတော့သည်ထူဆန်းလှချတဲ့ကကဲပါရှင်ကဲပါကျမမွေးချင်လာပါပြီကျွမ်းမနဲ့ပေါက်ဖွားလာမည်ကြွက်ကလေးများကိုကကျွန်ုပ်မှမကဲလျင်တိဖွေရသာရှိတော်မူဖြစ်အားဖြုတ်ပရန်လက်အလံဟာငါလက်တွေလှုပ်မရရအာကျွမ်းမ၏အော်တန်ကမိုးကြိုးပြစ်တန်းနဲ့ပူလောင်လာပါပြီကြွက်သားလေးတွေပေါက်ဖွားနေချပြီကောကြွက်ပေါက်များကတကောင်ပြီးတကောင်ရေထဲနစ်မြုပ်သွားချပြီအမလီအဖြစ်ဆိုးလာကြည့်သားသမီးတို့ရဲ့လေတစ်ချက်အဝေးလိုင်းတစ်ချက်အပုတ်ကိုင်းတစ်ချက်ဝဲကျွမ်းမသည်ရင်ခွဲနာကြဒေပွဲဝင်သွားရရှာတော့ဤဟာဒေပြီကျွန်ုပ်သည်ကျွမ်းမကိုကြည့်ရင်အမေအဖြစ်ကိုမြင်လာသည်ကျွမ်းမကကျွန်ုပ်အမေဤစိတ်ဓာတ်ပင်ဖြစ်၏ကျွန်ုပ်ဤထိတ်လန့်တကြားအော်ဟစ်လိုက်သောအတန်ကြောင့်ဘိုက်ကလေးနှင့်စောတင်မောင်တို့ပါလန်သွားကြသည်ဟေးဆရာတို့ဘာဖြစ်လို့လဲထိုအခါမှအိမ်မက်မှန်ကျွန်ုပ်သိရ၏ကျွန်ုပ်တကောလုံးဇောကျွေးများပြန်နေ၏သူနှင့်ပတ်ဝန်းကျင်ကိုကြည့်ရှုမိချေရာဟာတို့လေကျိုးပြပြီးမျောနေပါလားဟအလိုညောင်ချောင်းရွာတောင်ရောက်လာပါဘောကျွန်ုပ်တို့လှင်းနှစင်းကရေစီးချောင်းတိုင်းမျောပါလာခြင်းဖြစ်ပေသည်ဒီနေ့ကံမကောင်းပါလားလေများကိုအပြင်းပြန်လောက်ခဲ့ရာအာယုံတက်ချိန်လောက်တွင်ကိုင်းများထံသို့ပြန်ရောက်လာ၏ငါးပတ်သုံးကောင်ငမြင်းရင်ပေါက်နှစ်ကောင်ရသည်မတ်သိမြင်ကတော့ကြွက်များကိုဖြုတ်ကကြွက်ပုံးနဲ့ထည့်သည်မတ်သိမြင်မျက်နာရမည်နေပါတကားအခန်းလေးကြော်တော့လေတကြီးငါးများကိုမြင်တော့မတ်သိမြင်မျက်နာကမိုးလေကင်းစင်သောလာပြညာဤလာမင်းပမာတီကိုတို့တရီးလောက်အိတ်အောင်မြင်သေးသွားဝေလိုက်ဦးမေညာကလေပေါ်တွင်ကျွန်ုပ်တို့တရီးမှမအိတ်ခဲ့ဟုထင်ကအိတ်ခိုင်းခြင်းဖြစ်သည်ကျွန်ုပ်ကရာသည့်အခွင့်အရေးကိုလက်လွတ်မခံဒီတခါအိတ်ရတာတော့ဇိမ်ရှိပြီထမင်းစားချိန်ဝဲကိုတို့ရေထားရှင့်ရီမိုးချိုထမင်းစားအောင်လေငါတော့မခေါ်ဘူးထမင်းဝိုင်းကတရီကြဖွဲသည်ငါဘာကောင်းချင်းရဟင်ငမြင်းစီပြန်ငါဘတ်ကျော်ငပိတို့စရာပြီးအရက်တလုံးဤနေရာတွင်မသိမြင်အားကျွန်ုပ်ချီးကျူးမိတော့၏ညာကကျွန်ုပ်ပင်ပန်းခဲ့သည်ကိုသူမသဘောပေါက်ချေသည်ဒီလိုတော့လေမြင်ကမဆိုးပါလားတန်ငါသည်များမိုးတန်ရေတန်ခံနိုင်ရန်အနေချင်းတောက်သုံးရသည်ကိုလည်းသူမလေ့လာထားပေသည်တော်ပြီစွာမြင်ဒီကနေ့အေးတယ်နည်းနည်းထပ်တော့ထားမှာကွမနေ့ကပူတော့လေတောက်တာပဲဥစားကျွန်ုပ်လည်းပလင်းကိုဖွင့်ပြီးခွက်ထဲသို့ငှဲ့ထဲလိုက်၏မသိမြင်ကကျွန်ုပ်ပကံထဲသို့ဟင်းအမဲဆုံးအောင်ထည့်၏အိုးနေပါစီမြင်ရဲ့ကိုတို့ဘာသာခတ်ထဲပါမယ်ကဲနေလိုက်ကြတာတောက်ငင်ကပ်ပါလေမှားပါလေကျွန်ုပ်လည်းခွက်ကိုမော့ရန်အပြင်တော့ကတုတ်ပြီးကြည်စမ်းဒါဘာလုပ်တာလဲဟင်တောက်မလို့အမလေးလေးဒါတောက်ဖို့မဟုတ်ဘူးအဖိုးတောက်ဖို့ဝဲလာတာရှင့်အဖိုးဘဲကအဖိုးလဲကွာဟင်တငါသည်တွေကိုစောင့်ရှောက်တဲ့အဖိုးရှင့်ညာကအဖိုးပေးလို့ရှင်တို့ငါးတွေရခဲ့တာလीအဲ့ဒါကြောင့်အဖိုးကိုအရက်ပါတာမလို့မသိမြင်စကားကြောင့်ကျွန်ုပ်ရင်ထဲအောင့်ရသည်ဘယ်နာညာကငါးသွားရှာတာကကျွန်ုပ်နှင့်ဘိုက်ကလေးပါတာမှာကြအဖိုးကောင်းကြသေးရဲ့လားအရက်ကတို့ရေရှင်မယုံမရှိနဲ့ကဲထညာလက်ကထမင်းပကံကိုင်းဘယ်လက်ကအရက်ပလင်းကိုင်းပြီးကျမနောက်လိုက်ခဲ့ပါကျွန်ုပ်သည်စောရကမတက်တော့ပဲသူမနောက်တို့လိုက်ခဲ့၏ကန်စာတို့ရောက်တော့အခါကဲကျမပြောတယ်လို့လိုက်ပြောကြလားအဖိုးကနားလေးတယ်ကြဲကြဲအောအဖိုးအားအရက်တယ်မကထမင်းဦးဟင်းဦးများဖြစ်မှာပတာပါတယ်ကြွားရောက်သုံးဆောင်တော်မူပါမိသားတို့ကိုလည်းစောင့်ရှောက်ပါအယိုးကြီးကြီးအသားများများလည်းတနာပါကျွန်ုပ်လည်းသူမသင်ပေးသည့်တိုင်အော်ဟစ်ကနည်းနည်းစီစွန့်ခဲ့၏နေပါအောင်မြင့်ရဲ့အယိုးကြီးကြီးအသားများများဆိုတာကဘာလဲကတုတ်ပီနဲ့ဒုံးဝေးရန်ကောကဲငခုံးမကအယိုးကြီးလားအသားများလားဟမ်ဒါဖြင့်အယိုးကြီးပြီးအသားများတာဘာရှိတယ်လဲမင်းဘာရှင်နို့မင်းကအယိုးကြီးပြီးအသားများတာပဲမဟုတ်လားရှင်ရန်စာစကားမပြောနဲ့နော်သေးမြင့်နဲ့တမြင့်နဲ့ရှိနောက်တာပါမြင့်ရဲ့ဒေါသကြီးပဲကွယ်ကျွန်ုပ်ကကြည်စားမိတာပါကဲပြောပါဦးအယိုးကြီးကြီးအသားများများဆိုတာဘာတော့မြောက်ပြောမှာကျွန်ုပ်မိမသည်ကျေနပ်ကမျက်စောင်းကြီးထိုးရင်ကျမပြောတာကငါအယိုးကြီးကြီးအသားများများဆိုတော့ငမြင်းရင်တို့ငပတ်တို့ပေါ့ဟုတ်တယ်ဒါများကွာငမြင်းရင်လေးပေးပါလို့တောင်းလေဖြစ်သားနဲ့အဲ့ဒါကြောင့်ရှင့်ကိုတုံးနေပြောတာဒီမှာမသိမချင်းမှတ်တာအဖိုးကငါးနံမီထဲပြောရင်မကြိုက်ဘူးတော့ထဲပြောရင်ငပူတင်းတို့ဘာလို့မိမှာဆိုလို့လားအယိုးကြီးကြီးအသားများများလို့ပြောမှကြိုက်တာတော့မင်းအဖိုးကမော်ဒန်ကဗျာဆရာတွေရဲ့မော်ဒန်ဖိုးကြီးကိုကွ။ဤနေရာ၌ကျွန်ုပ်တွေ့ပြီးသည်မော်ဒန်ကဗျာဆရာများအားချဲလင်းခေါ်ခြင်းမဟုတ်ပါ
အဖိုးဤမြေးဖြစ်သူမတ်သေးမြင့်ကိုပြောခြင်းဖြစ်၏အခန်းကမိဘမြတ်တာပုံထဲရှိကြွက်များကိုအစာကျွေးသောအခါအလူအရက်စားတော့ကုန်ကြ၏ပုံတွင်တွင်ကဟာကြွက်မတစ်ကောင်သည်သားသမီးများပေါက်နေသည်ငါးကောင်ကြွက်မကြီးကကြွက်ကလေးများကိုတခြားကြွက်ကြီးများကိုက်မိနင်းမိဆို၍ထင်မန်ဖီ၍ပုတ်ထုတ်ပြစ်နေ၏ကြွက်မကြီးကကြောကုန်းတွင်ငါးများချိတ်ဒဏ်ရာကြီးအထင်းသာသို့သောကြွက်မသည်မိမိ၏နာကျင်မှုကိုမေ့လျော့နေ၏ကျွန်ုပ်လည်းထိုကြွက်မကြီးကိုတနာတာနှင့်ကြွက်ကိုင်းထောင်ဖို့မသုံးတော့ဘဲလွှတ်ပစ်ထားခဲ့၏ထိုနေ့ဖို့နောက်ထပ်ကြွက်များကိုတူးမရသဖြင့်ကျွန်ုပ်ကြွက်ကိုင်းမထောင်ဖြစ်တော့ရှိသည့်ကြွက်နှင့်နှစ်ကိုင်းမယ်ထောင်ခဲ့ရ၏ငါမရသဖြင့်ဒေါပွားနေမိမတ်သိမြင့်မျက်နာကိုသာမြင်အောင်နေမိ၏မိဘနှင့်သားသမီးကြားတန်တရာခံစားမှုများသည်လက်ရှိတိုင်းခံစားနေကြရပါတကားမမမြင်ကတော့စူတော့မှာပဲဒီနေ့ကံမကောင်းပါလားရဲမောချင်းဖြင့်ဘဝမောပြင်နိုင်ကြပါစေဆရာဆွေမင်းတလူကျူဟုတ်ကဲ့အပိနာဆင်ပေးခဲ့ကြတဲ့ညီကိုမောင်နှမများနဲ့တကွာအမိမြန်မာပြည်သူပြည်သားများနေကောင်းချမ်းသာရှိကြပါစေလို့ဒုက္ခဝိုင်းတော်သားများမှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ